ဗုဒ္ဓဘာသာဝင်တိုင်းအရေးကြီးနာကြားထားမည်တရားတစ်ပုဒ်ဖြစ်သည်မိယောဖလာဗုဒ္ဓဘာသာဝင်နှင့်တကယ်ဗုဒ္ဓဘာသာဝင်အမည်ရှိသောတရားတော်ဒီနေ့တရားတော်ရဲ့အမည်ကိုဘယ်လိုမှတ်ကြမလဲမိယောဖလာဗုဒ္ဓဘာသာဝင်နှင့်တကယ်ဗုဒ္ဓဘာသာဝင်တရားဒေသနာနာကြားရင်းနဲ့ပိဋကများကိုယ်တိုင်ကိုယ့်ကိုယ်ကိုဆန်းစစ်ပါငါသည်မိယောဖလာဗုဒ္ဓဘာသာဝင်လားတကယ်ဗုဒ္ဓဘာသာဝင်လားကိုယ်တိုင်ဆန်းစစ်ပါဒီကမိယောဖလာဗုဒ္ဓဘာသာဝင်ရဲ့စိတ်နေစိတ်ထားအပြုအမူတွေဟောလိမ့်မယ်တကယ်ဗုဒ္ဓဘာသာဝင်ရဲ့စိတ်နေစိတ်ထားအပြုအမူဆုံးဖြတ်ချက်တွေဟောလိမ့်မယ်ကိုယ့်ကိုတိုက်ကြည့်ကြတိုက်ကြည့်ရင်းနဲ့ညံ့နဲ့မိယောဖလာဗုဒ္ဓဘာသာတဲ့ပါနေတယ်ဆိုရင်တော်တဲ့ကောင်းတဲ့တကယ်ဗုဒ္ဓဘာသာတဲ့ပါအောင်ကြိုးစားဖို့ဟာပရိသတ်များရဲ့တာဝန်ဖြစ်တယ်ဒါဆိုရင်ယနေ့တရားကိုဝိသုဒ္ဓိမေအထက်ကထာမှာလာတဲ့ပုထုဇဉ်များကြိုပြီးတော့မသိနိုင်တဲ့အရာ၅မျိုးကစကြရအောင်အတွေးခေါ်လေးတွေပါတဲ့အတွက်ကြောင့်ပရိသတ်များကလည်းတူးတူးဆဆနဲ့ဖြေပြီးပါဒီကအထက်ကထာအဖွင့်တိုင်းတစ်လုံးချင်းဖြည်းဖြည်းချင်းမေးပြပါမယ်အဲ့ဒီမှာဖွင့်ထားတာကဇီဝိတံဗျာတိကာလောစတရားနေကေပနံဂတိဇီဝိတံပုထုဇဉ်မှန်ရင်ငါပဲအသက်အရွယ်မှသိရမယ်လို့ကြိုပြီးတော့သိနိုင်ရဲ့လားဗျာတိဘယ်နာယောဂနဲ့သိရမယ်ရောကြိုပြီးတော့သိနိုင်ရဲ့လားကာလမနမသိမလားနေ့လယ်မှသိမလားညမှသိမလားကြိုပြီးတော့သိနိုင်ရဲ့လားတရားနေခေပနံဘယ်နေရာဘယ်ဒီသမှာသိမဲဘယ်သုတ်တံမှာတကြူမေရောကြိုပြီးတော့သိနိုင်ရဲ့လားဂတိသိပြီးတဲ့နောက်ဘယ်ဘုံရောက်မေရောကြိုပြီးတော့သိနိုင်ရဲ့လားဒီတော့ပုထုဇဉ်တွေဟာဘောအာမခံချက်ဘာမှမရှိဘူးဘယ်အသက်ရွယ်မှသိရမယ်လဲမသိဘယ်နာယောဂနဲ့သိရမယ်လဲမသိနာနဲ့နေ့လဲညဘယ်ကာလသိရမယ်လဲမသိဘယ်သုတ်တံမှာတကြွမယ်လဲမသိဘယ်ဘုံရောက်မယ်လဲမသိဘာမှကိုမသိဘူးမှန်တန်ရမ်းတန်နေကြတာစကားတစ်ခုရှိတယ်ပေါ့မြက်ကန့်တစီမကြောက်ဗါတဲ့တော့မြက်ကန့်တစီမကြောက်ပါဗျာအဲ့ဒါအကန့်ပုထုဇဉ်တွေပြောတာကြည်စမ်းဘယ်ချိန်သိမယ်လဲမသိဘူးဘယ်အသက်ရွယ်သိမယ်လဲမသိဘူးဘယ်ဘုံရောက်မယ်လဲမသိဘူးအဲ့ဒါလည်းပဲပြောတပြေပုံမောမဆုံးနဲ့နေလိုက်ကြတာဒီတော့ဘာဖြစ်တယ်လဲတဲ့အပေကြတဲ့ပုထုဇဉ်တွေများတာပေါ့တန်ရုပ်ပါဠိတော်နခတိကုဝမသုံးမှာဗုဒ္ဓကဥမာလေးနဲ့ဟောပါတယ်ခြေသားခြေသမီးတို့ငါဖះလက်သေးဘောကမြင်းမုံလေးရဲ့ဟောဒီအောက်ကမဟာပထဝီမြေကြီးရဲ့ဘယ်ဟာကများတယ်လဲဒီလိုမျိုးတော့ပြည့်သက်တွေကဖြေကြပါတယ်မြတ်စွာဘုရားအောက်ကမဟာပထဝီမြေကြီးကအစမတန်များပြားပါတယ်ဖေဟာမြတ်စွာဘုရားလက်သေးဘောကမြင်းမုံဆိုတာဟာအနည်းငယ်ပါဖေဟာမနိုင်စာလောက်ပါဘူးဒီတော့ဗုဒ္ဓကခြေသားခြေသမီးတို့အဲ့ဒီဥမာအတိုင်းပဲလူဘဝကနေသိပြီးတော့သုဂတိလို့ခေါ်တဲ့လူဘုံနတ်ဘုံယမဘုံရောက်တဲ့လူသားတွေဟာငါဖះလက်သေးဘောကမြေမှုန့်ပမာဏလောက်ပဲရှိတယ်အဲ့ဒီလူဘဝကနေသိပြီးတော့ငရေလေးဆံပြစ်တာသူတကယ်လို့ခေါ်တဲ့အပေလေးဘုံကြတဲ့လူသားတွေကတော့ဟောဒီအောက်ကမဟာပထဝီမြေကြီးအမှုန့်ပမာဏလောက်ရှိတယ်ဒီလိုဟောကြားတော်မူခဲ့ပါတယ်ဒါကြောင့်ယခုတရားနာပြည်တော်များဒါဆိုတန်ဝေကယူတတ်ပါပြီဩဒါကြောင့်အပေလေးဘုံမှာတရဝါရီများကြတာကိုအခုမေးခဲ့တဲ့မေးခွန်း၅ချက်တခုမှမဖြစ်နိုင်တဲ့အတွက်ကြောင့်ပုထုဇဉ်တွေဟာယန်းတန်နေကြယန်းတန်သေကြယန်းတန်ရောက်ကြတာပါလားလို့တန်ဝေကယူစေခြင်းနဲ့ဒီတော့အဲ့ဒီလိုတရားဓမ္မတို့ကဲ့သို့ဆွဲလန်းစရာသားတွေမယားတွေနောက်ဇနီးခင်ပွန်းတွေတိုက်တွေချမ်းတွေပေါ့ဆွဲလန်းစရာများပြားတဲ့လူပုဂ္ဂိုလ်များမဆိုထားပါနဲ့ဆွဲလန်းစရာဘာမှမရှိပါဘူးလို့သတ်မှတ်ထားတဲ့ယဟန်တန်ကအချုပ်တောင်မှပုထုဇဉ်ယဟန်တန်ကအချုပ်တောင်မှအပေကြကြတယ်နားထောင်စကားလေးတစ်ခုရှိတယ်ပေါ့အတွေးခေါ်ပညာကြီးမားတဲ့ပုဂ္ဂိုလ်ဆိုတာသူများအမှားကိုကြည့်ပြီးတော့ကိုယ်အမှားမဖြစ်အောင်သင်္ကန်းစာယူတတ်တယ်အတွေးခေါ်နေတဲ့ပုဂ္ဂိုလ်တွေကြတော့သူများအမှားကြည့်ပြီးတော့သင်္ကန်းစာမယူတတ်ဘူးကိုယ်ကိုယ်တိုင်မှားမှသင်္ကန်းစာယူတတ်တယ်သူကညံ့သွားပြီအဲ့ဒီတဲ့အញ្ញံဆုံးပုဂ္ဂိုလ်ကတော့
ကိုယ်တိုင်မှားတာတောင်မှသင်္ကန်းသာမယူတတ်ပါဘူးယခုသင်္ကန်းသာယူเสียအကြောင်းလေးနားရအောင်တောင်မဂ္ဂဒေဝမှာလင်္ကာလေးနဲ့ပြောထားတယ်ဥစ္စာစုကိုမစိုးထားလို့ကိုဝေချုံနံပစိုးနွမ်းကသင်္ကန်းမြ၌လောဘဤဟိငဲသည်စိတ်ကြောင့်ဘုတ်ပြိတ်တန်းပြဖြစ်ကုန်ကြ၏ဘုရားလက်ထက်ကတိတ်တအမိရှိတဲ့ယဟန်တစ်ပါးယဟန်ကောင်းယဟန်မြတ်တစ်ပါးပါပဲသို့တော်ပုထုဇဉ်မှာတခါတော့သူ့ရဲ့ဒုမတယောက်ကလှူတဲ့အင်မတန်နုညံ့ပျော်ပြောင်းတဲ့သင်္ကန်းအကောင်းစားတစ်စုံရတော့သူကသိဝမ်းသာတယ်ဆွဲလန်းမိကြတယ်ကောင်းလိုက်တဲ့သင်္ကန်းလေးသူကရန်လာရဝင့်မဲ့ဆိုတဲ့စိတ်နဲ့ကောင်းအောင်မှထားပြီးတော့အိပ်ပါတယ်ကျိန်းပါတယ်ညကြတော့သူကတော့အသက်50နဲ့တော့မသေးသေးဘူးထင်တာပေါ့သို့တော်ဘုရားကဟောထားပြီလေဇီဝိတပုထုဇဉ်မှန်ရင်ဘယ်အသက်အရွယ်သိရမယ်ကြိုးမသိဘူးဒီတော့ညတကောင်မှာပဲယောဂတစ်ခုနဲ့ပြန်တော်မူသွားရှာတယ်ဒီတော့အဲ့လိုယဟန်တန်ဃာများအနံမထားခင်ကြံတဲ့ပစ္စည်းကမတတန်တကပေါ့ကြံတဲ့တန်ဃာတွေပိုင်နေတေသူရဲ့ပစ္စည်းကျန်တဲ့တန်ဃာတွေဝေချမ်းယူကြမယ်လို့တော့သင်္ကန်းကောက်ထဲကအတန်ကြီးတန်ထွက်လာတယ်ငါသင်္ကန်းမယူကြနဲ့ငါသင်္ကန်းမယူကြနဲ့ရဟန်းတန်ဃာတွေကမကြောက်ဘုရားရှင်ကကြားတော့သူတို့ရဲ့ဝေချမ်းမှုကိုခဏဆန်းခိုင်းတယ်ရှင်သားတို့မဝေချမ်းကြနဲ့အိုးတိဋ္ဌယဟန်ကြီးဟာသင်္ကန်းကိုစွဲတဲ့လောဘနဲ့ပြန်တော်မူခဲ့လို့သင်္ကန်းကောက်ထဲမှာတန်းပြိတ္တာကြီးဖြစ်နေတယ်မကျွတ်သေးဘူးကြည်စမ်းဘာလို့တန်ဝေကရဖို့ကောင်းတယ်လေအဲ့ဒါ9 ရက်ရှိမှသူလွတ်ပြီးတော့နတ်ပြည်ရောက်လိမ့်မယ်သင်တို့9 ရက်ပြည့်မှသူ့ရဲ့သင်္ကန်းကိုဝေဖန်ကြပါခွဲချမ်းကြပါအဲ့လိုပြောမှအဲ့ဒါ9 ရက်စောင့်ရတယ်9 ရက်ပြည့်မှတန်းပြည့်တာဘွားကလွတ်ပြီးတော့နတ်ရွာသူပတိရောက်ပါတယ်ကိုင်းပြေးတယ်များသင်္ကန်းသာယူเสียမှာကောင်းမှုလားအဲ့ဒါဆွဲလန်းတဲ့လောဘကြောင့်ပြိတ္တာပုံကြတာဒါကြောင့်ဘာကူမှမဆွဲလန်းပါနဲ့လို့အရေးတကြီးမှာလိုက်ချင်ပါတယ်ဒီတော့အဲ့လိုယဟန်တန်ဃာအချုပ်တောင်မှပုထုဇဉ်အချုပ်တောင်မှအပေလေးပုံကြရင်ဒကာဒကမတွေဆိုပို့ပြီးတော့မကြနိုင်ဘူးလားကြနိုင်တယ်တကဘာလုံးမှာလူကြီးဟာတန်ပေါင်း6000ကျော်ပဲရှိတာအေးတိတ်တာတစီသေးပေါင်းကလေဂရီပေါင်း6000မကဘူးအများကြီးပဲပြည့်တဲ့တို့မမြင်ရလို့သူတို့ကလူတွေကမမြင်ရဘူးကံအားပေးတဲ့တကူလေးပေါ့ဒါပဲရှိတာပါအများကြီးပဲဒီတော့ဒါဆိုရင်ဘုရားတပည့်တော်ပုထုဇဉ်တွေဒီဒီတနာရဆိုရင်အပေငရဲပဲအာလုံးဆင်းကြတော့မလားဘုရားမဆင်းရပါဘူးအဲ့လိုမဆင်းစေခြင်းလို့လည်းပဲဒီနေ့တရားကိုကျင့်ပါတာပါအဲ့လိုမဆင်းစေတဲ့တရားကိုလည်းဘုရားကအားပေးထားပါပြီအင်္ဂုတ္တထက္ကရာမှာပုထုဇဉ်တွေအပေမကြအောင်တားပေးမဲ့ကုသိုလ်9 မျိုးမှတ်ကြရမယ်နော်အဲ့ဒါလင်္ကာလေးဒါအင်္ဂုတ္တထက္ကရာမှာဖွင့်ပါတယ်လင်္ကာလေးကယေရနာရွယ်လုံးပလေကုံစိန်စီမြဲသုံးသမင်ကြီးငယ်ပင်စသည်နေတိုင်းနိဗ္ဗာန်မဝေလံစေရန်ဆွမ်းဝေရပိုင်ဝါသင်္ကမသွေမှန်းရည်ရကံနဲ့ဆိုင်အနိဒံခဲကိုင်းရဲ့နဲ့ရှက်တိုင်းနဲ့ကြောင်းငယ်ဒီခုနေကာလဆွဲဒါနာမြေသုံးဆောက်ဒီဝဲသောတာပန်ဇက်အနွယ်မြတ်နဲ့ခိုးမိလို့ဟောသည်သုံးတိုက်တဲ့သူဆုံးမြတ်ယူယေရာနာသီတကုငယ်အည်သူလူမြဲခွက်လေးအတိပ္ပယ်လေးနားထောင်ကြစမ်းပါပုထုဇဉ်တိုင်းအာကူရမယ်အဘေတကားပိတ်တဲ့ကုသိုလ်ဖြစ်နေလို့ပါပဲနံပါတ်1အဘေတကားပိတ်တဲ့ကုသိုလ်ကဒကာတော်မသီလယူကံဤမှာဘောရံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃာတရဏံကိစ္ဆာမိလို့မဆိုကြဘူးလားအေးအဲ့ဒီဘုရားတရားသံဃာတရဏဂုံသုံးပါဆွံ့ရတဲ့ပုဂ္ဂိုလ်တွေဘယ်တော့မှအပေမလားပါအာကိုစရာမကောင်းဘူးလားအာကိုရမယ်နော်နံပါတ်2က5 ပါးသီလမြဲတဲ့ပုဂ္ဂိုလ်အပေမလားပါနံပါတ်3ကအာယုံသွမ်းနေစဉ်မပြောင်းလှူဒန်းတဲ့ပုဂ္ဂိုလ်များအပေမလားပါနံပါတ်4ကစေရံမဲ့လှူဒန်းတဲ့ပုဂ္ဂိုလ်များအပေမလားပါနံပါတ်5ကဝါဆိုသင်္ကန်းလှူတဲ့ပုဂ္ဂိုလ်များအပေမလားပါနံပါတ်6ကရေတွင်းရေကန်လှူတဲ့ပုဂ္ဂိုလ်များအပေမလားပါနံပါတ်9ကတန်ခီကာကြောင်းဆောင်လှူတဲ့ပုဂ္ဂိုလ်များအပေမလားပါလို့အပေမလားတဲ့ကုသိုလ်ဘယ်နှမျိုးလဲ9 မျိုးလုံးလှုပ်เสียမလိုပါဘူးဗျာ1 မျိုးလောက်ပြည့်စုံရင်ပဲအပေတကားပိတ်တယ်နော်အဲ့တော့အပေတကားပိတ်တဲ့ကုသိုလ်မပြောမြင်မှာသရဏဂုံတည်တဲ့အတွက်ကြောင့်အပေတကားပိတ်ပုံပြောမှာဆိုတော့သရဏဂုံရဲ့ကောင်းကျိုးလေးတွေကိုလည်းနာကြကြအောင်စို့
မူလဗန္ဒအထက်ကရာမှာတရဏဂုံတည်မြဲတဲ့ပုဂ္ဂိုလ်မျိုးရမယ်ကောင်းကျိုး၅မျိုးဖွင့်ပြထားပါတယ်တရဏထာတောတာဝံတရဏကတာနံဘယံတန္တာတံဒုက္ခံဒုက္ခရိပရိကိလေသံဟိန္တတိဝိနာသိတိတိအထောယရဏတယဒေဝတံအဓိဝဇနံတာဝါရှိဟုစွာတရဏထာတောတရဏတရိုင်းနဲ့ကိုပြမည်ဆိုပါလျင်တရဏကတာနံဘုရားတရားတန်ကောက်ဆိုယရဏသုံးပါးတို့ကိုယုံကြည်သိမှစိကကြသူရှင်လူများတို့၏ဘယံဘေးမှန်သမျှကိုဟိန္တတိဝိနာသေတိပြောက်တတ်ပါပြီပထမဆုံးတရဏဂုံတည်တဲ့ကောင်းကျိုးကဘေးတွေကင်းတယ်ဘာကင်းတယ်တို့ဒါကြောင့်ဘေးကင်းခြင်းလဲတရဏဂုံဆောင်လို့မှာခြင်းနဲ့နံပါတ်1ဟိန္တတိတဲ့ကြောက်ရွံ့ထိတ်လန့်မှုမှန်သမျှကိုလည်းပဲဟိန္တတိဝိနာသေတိပြောက်တတ်ပါပြီတန်တန်တန်ကြောက်ရွံ့ထိတ်လန့်မှုမှန်သမျှကိုဟိန္တတိဝိနာသေတိပြောက်တတ်ပါပြီတခါတည်းတခါတော်မှများတိတ်ဆိတ်ငြိမ်တဲ့လူသူကင်းစတဲ့နေရာအမှောင်နဲ့လည်းဖြစ်တယ်ဆိုရင်ကြောက်တဲ့လက်နဲ့စိတ်တွေပေါ်တတ်တယ်မို့လားမှန်ပါဗျာจิตတိပါတွေထားပြီးတော့အဲ့ဒါမျိုးဆိုရင်လေနီးပေးလိုက်ပါရစေဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိလို့သာဆောက်တည်လိုက်ကြောက်တဲ့လက်နဲ့စိတ်တွေအကုန်ပြောက်တယ်ဟုတ်လားမှန်ပါဗျာဒုတိယကောင်းကျိုးတတိယကောင်းကျိုးကဒုက္ခံကိုယ်ဆင်းရဲစေဆင်းရဲမှန်သမျှကိုဟိန္တတိဝိနာသေတိပြောက်တတ်ပါပြီကိုယ်စိတ်ဆင်းရဲနေလည်းပဲဘုရားတရားတန်ခါသာအောင်ပြုလိုက်တဲ့တရဏဂုံဆောက်တည်လိုက်စမ်းအကုန်ပြောက်တယ်ဒုက္ခတိပရိကိလေသံ၄နဲ့၅ကပေါင်းပြတယ်အပေကြမဲ့ဘေကိုလည်းပဲပြောက်စေတယ်ကိုယ်စိတ်ရဲ့မြင့်နွမ်းမှုမှန်သမျှကိုလည်းပဲပြောက်စေတယ်ဣတိတသမထိုကြောင့်တရဏတရဏမြည်ပါပြီဣဒံဣဒရဏဟုသောအမိတိရဏတရားသာဘုရားတရားသံဃာယရဏသုံးပါး၏အဓိဝဇနံအမိပါပေတည်းဒီတော့တရဏဆိုတာဟာတရဏဂုံသုံးပါးဆိုရယရဏသုံးပါးအမိပါပဲအဲ့ဒီအကျိုး၅မျိုးတည်းကအခုဘုရားတရားသံဃာတရဏဂုံတည်မြဲတဲ့အတွက်ကြောင့်ဘေးကင်းပုံကိုနာယူကြရအောင်မှန်ပါဗျာနောက်ဘေးကင်းပုံလည်းပဲနာမယ်ပထမဆုံးဒုက္ခတိပေါ့ဗျာအပေတကပိတ်ပုံကစကြရအောင်ဒါကပိုစိတ်ဝင်စားဗျာကောင်းတယ်အဲ့တော့တခဏတာတရဏဂုံနဲ့တဘောတာတရဏဂုံလို့နှစ်မျိုးခွဲပြီးတော့ပြောပါမယ်အင်္ဂုတ္တထကရာမှာဖွင့်သောဓမိလတန်ဃာတဲ့အကြောင်းစနာရအောင်တန်ဃာတဲ့ဆိုတာပြည့်တဲ့တို့ဤသူ့ရဲ့တက်တန်းအပြည့်ပေါ်လေငါးတွေကိုတတ်ဖြတ်နေတဲ့ပါဏိပါဒအကုသိုလ်ကံတွေအပြည့်မရှိဘူးလားရှိတယ်သူဒါတွေပဲတတ်နေတာအဲ့လိုနဲ့နေလိုက်တာသူ့တတ်တဲ့ပုဂ္ဂိုလ်တွေကမှတ်ထားဒါနသီလလည်းတချို့တန်ဃာတွေလည်းပဲဒါနမပြုဘူးလားပြုတယ်တတ်တာကအာကုသိုလ်ဒါနပြုတာကုသိုလ်ပဲဒါကြောင့်တန်ဃာတာဖြစ်တော်လည်းပဲလူ့ဘဝပြောင်းတဲ့ပုဂ္ဂိုလ်လည်းရှိပါတယ်သို့တော့သူ့တဲ့တတ်ခဲ့တဲ့ပုဂ္ဂိုလ်တယောက်လူ့ဘဝရောက်လာရင်မှတ်လိုက်မွေးလာရင်လေရှည်လက်မပါတာတွေမွေးတတ်တယ်မျက်စိအကန်းလေးဖြစ်လာတတ်တယ်နားတွေပင်းလာတတ်တယ်အဲ့ဒါမှတ်ထားအရင်ဘဝကသူများတက်ကိုတက်ခဲ့တဲ့ကံပါလာတဲ့ပုဂ္ဂိုလ်တွေပါအဲ့တော့ပြီးတော့တက်တန်းတိုးတယ်အနာရောဂါများတယ်အခုဘဝမှာတင်မဲ့ဓမိလတန်ဃာတွေရအိပ်ရတယ်လဲပြီးသေရတော့မယ်မှတ်ကြဟိအရေးကြီးတယ်သေကံနီးမှာကပ်ပြီးတော့ပေါ့လေသေကံနီးစက်စက်လေးမှာကပ်ပြီးတော့မိမိရောက်မဲ့ဘုံဌာနအရေးနိမိတ်မြင်ရတတ်ပါတယ်ဒါပြည်တယ်များအခုဟောတဲ့ပုဂ္ဂိုလ်နားတဲ့ပုဂ္ဂိုလ်အလုံးသေကြမှာပါမသေရဘူးလားဘုဒ္ဓဆင်ဖြစ်နေသေမယ်ဆိုရင်လည်းမှတ်တာသေကံနီးလေးမှာမိနစ်ပိုင်းလောက်မှာကပ်ပြီးတော့မိမိရောက်မဲ့ဘုံရဲ့အရေးနိမိတ်လေးပေါ့မြင်လာရတယ်ဆိုကြစို့မိမိသေပြီးတဲ့နောက်ခွေးဖြစ်မယ်ဆိုရင်ခွေးမာကြီးပုံစံမြင်ရတယ်အဲ့ဒါခွေးပဲလို့တန်းသိလိုက်ဘလို့မှလုပ်လို့မရတော့ဒီချမ်းကာကွယ်လို့မရတော့ပါဘူးတပံပြိတ္တာဘုံပေါ့တစေတရဖြစ်မယ်ဆိုလို့ရှိရင်အင်းကြီးတွေအာန်ကြီးတွေတောကြီးတွေတောင်ကြီးတွေမြင်ရတယ်သိလိုက်ငါတော့ပြိတ္တာတစေတရဖြစ်ပြီလို့အဲ့ဒါကပ်ပြီးတော့သိရတယ်ဘေးပုဂ္ဂိုလ်တွေတော့ဘယ်သူမှမမြင်ရဘူးသေမဲ့ပုဂ္ဂိုလ်ပဲမြင်ရတယ်နောက်တစ်ခါလူပြန်ဖြစ်မယ်ဆိုရင်မိမိကိမ့်မဲ့အမိဝမ်းရည်ပေါ့အမိတည်ရင်မဲ့ဆိုကြပါအဲ့ဝမ်းရည်ကဗလာနီအစင်းတရံလေးမြင်ရတဲ့ဒါဆိုရင်လည်းသိငါဒီလူ့ဘဝပြန်ရောက်တော့မယ်လို့သိပါတဲ့ပံနတ်ပြည်ရောက်မယ်ဆိုရင်တော့နတ်သမီးတွေနတ်သားတွေဗိမာန်တွေပရိသတ်ပဲနေမြင်ရတယ်ဒါဆိုရင်လည်းသိလားငါဒီနတ်ပြည်ရောက်တော့မယ်လို့တဲ့ပံငရဲကြမယ်ဆိုရင်တော့လေမိမိကိုနှိမ့်ဆက်မဲ့ငရဲသားတွေခွ
ခွေးနဲ့ကြီးတွေငရဲမီးတွေအကုန်မြင်ရတယ်တကယ်ကိုပဲပူလောင်ပါတယ်တဲ့တကယ်ကိုပဲဆင်းရဲပါတယ်ဒါကြောင့်အဲ့ဒီပုဂ္ဂိုလ်များဟာလူလွတ်နေအောင်អော်ကြတယ်အခုလည်းပဲဓမိလတန်ခါတည်းဟာလူလွတ်နေအောင်អော်ကြပါတယ်ကြဲကြပါမီးတွေညှိမ့်ပေးကြပါခွေးနဲ့ကြီးတွေမောင်းပေးကြပါနဲ့စူးညံလို့ချွေးတွေပြန်ပြီးတော့ခါတယ်ကြည်စမ်းကဲဘေးကသားတွေမယားတွေကဲလို့ရသေးလားမရပါဘူးဗျာဒါကြောင့်အိမ်တော်ဦးစီးပုဂ္ဂိုလ်များအားလုံးကိုလည်းပဲမေတ္တာအပြည့်နဲ့ဒါပြောပြရစီသမ္မာအာဇီဝကြကြပဲရှာကြွေးကြပါခိုးကြွေးဖို့တက်ကြွေးဖို့လင်ကြွေးဖို့လုံးဝစိတ်မကူးကြပါနဲ့အေးခိုးကြွေးတက်ကြွေးမိစ္ဆာဇီဝနဲ့လှုပ်ကြွေးစားရင်တော့မိသားစုအားလုံးစားကြရမယ်ခံရင်တော့အဲ့ဒီရှားတဲ့ပုဂ္ဂိုလ်တယောက်တည်းငရဲသွားပါတယ်ဗျာအဲ့ဒါလေးအားလုံးသိကြစေခြင်းပါတယ်အခုကြည့်အဲ့လိုဖြစ်တော့ကဲသားတွေများတွေကလက်ပိုက်ကြည့်ရတယ်ဘာတတ်နိုင်သေးတော့ဘာမတတ်နိုင်တော့အဲ့ချိန်မှာသူကံကောင်းတယ်စူလနာဂတိတ်တဆိုတဲ့ဆွမ်းခံကိုယ်တော်တစ်ပါးကြွယဟန်တန်ကဆိုတော့အဲ့ဒီအတန်နဲ့ကြည့်ကြတယ်နဲ့သိတယ်ဟာဒီဒီကကြီးငရဲကြတော့မှာပဲငါ့ကိုဒီဒီကကြီးဆွမ်းလောင်းမှုတယ်သူကိုယ်တော်ဆွမ်းလောင်းမှုတဲ့ယဟန်တန်ကရှိမှတော့အဘယ်မကြသိမှုငါကဲမယ်တက်နိုင်တယ်လို့ကဲကြည့်မယ်ဆိုတခါတဲ့အိမ်မော်တက်ကြွငရဲသွားလူဆဲဆဲဒိမိလတန်ခါတဲ့ခေါင်းရင်းကထိုင်ပြီးတော့ဒကာကြီးအခုကြွလာတဲ့ဒကာကြီးဆွမ်းလောင်းမှုတဲ့ယဟန်တန်ကဖြစ်ပါတယ်ဒကာကြီးကိုတရဏဂုံနဲ့၅ပါးသီလဆောက်တည်ပေးပါစေဒကာကြီးနှုတ်ကမဆိုနိုင်ရင်စိတ်ကဆိုပါဒါပြေးတယ်များလည်းပဲတက်နေတယ်များကဲဖို့အတွက်နီးလေးတေချာမှတ်သွားကြပါအဲ့ဒီမှာတင်တဲ့ဒကာကြီးလည်းသူတတိယတော့မထေမြတ်ကရှေ့ကနေတိုင်ပြီးသူကနောက်ကလိုက်ဆိုပေါ့နှုတ်ကမဆိုနိုင်တဲ့အခါစိတ်ကဆိုတယ်သို့တော်တေမဲ့ချင်းကနီးတော့အဟမန်လျာစပြီးတော့တရဏဂုံလဲဆိုပြီးတော့တေသွားကြတယ်၅ပါးသီလထိမရောက်လိုက်ပါဘူးကြည်စံဒကာဓမ္မတို့တရဏဂုံရဲ့စွမ်းအားဘယ်လောက်ထူးခြားတယ်လဲဆိုရင်နှစ်ပေါင်း90ကျော်တပ်ပြက်ခဲ့တဲ့ပါဏာတိပါဒအာဟုတုကံလေးကြောင့်ထင်းနေတဲ့ငရဲမီတွေခုနဲ့ကြီးတွေငရဲသားတွေအကုန်ပြောက်နတ်သမီးတွေနတ်သားတွေပြိမှန်တဲ့ဗရိဒါပင်တွေထင်ပြီးတော့လူသက်နဲ့ဆိုရင်နှစ်ပေါင်း9 သန်းသက်ရှိတဲ့စရုမာရိနတ်ဘုံရောက်တယ်ဘယ်နတ်ဘုံရောက်သွားအဲ့ဒါတခြားရဲ့အစွမ်းလားတရဏဂုံရဲ့အစွမ်းလားအဲ့ဒီစရုမာရိနတ်ဘုံကအဲ့ဒါအတူဆုံးနတ်တယ်အတူဆုံးနတ်တယ်နော်ရှေ့နောက်ထပ်သူ့ထက်က9 ဘုံရဲ့အသက်တွေကိုသိကြရင်4နဲ့မြောက်သွားတယ်အဘုဒ္ဓတာပေါ့အဲ့ဒီ9 သန်းကို4နဲ့မြောက်ရင်3 ကလေး6 သန်းဖြစ်သွားတယ်3 ကလေး6 သန်းဟာတာဝရတာနတ်တဲ့တာဝရတာနတ်ပြည်ရောက်နှစ်ပေါင်း3 ကလေးနဲ့6 သန်းအသက်ရှိပါတယ်အဲ့ဒါကို4နဲ့ထပ်မြောက်လို့ရှိရင်ဒါပြီးတော့ကိုပေါ့မြောက်ကြည့်ကြပါဗျာနော်စဉ်ဆက်14 ကလေးနဲ့4 သန်းဖြစ်လိမ့်မယ်ဟုတ်လား14 ကလေးနဲ့4 သန်းဟာအဲ့ဒါစရုမတာဝရတာယာမနတ်တဲ့ဖြစ်သွားတာပေါ့အဲ့တော့တခါ4နဲ့တခါထပ်မြောက်လို့ရှိရင်59 ကလေးနဲ့2 6 သန်းဖြစ်သွားတယ်အဲ့ဒါဟာတုတိတာနတ်ဘုံနတ်တဲ့အခုဒကာတော်မတို့စောင့်စားမျှော်လင့်နေတော့အရိမတေယဘုရားရှင်ဟာအဲ့ဒီတုတိတာနတ်ဘုံမှာရှိပါတယ်တုတိနတ်တဲ့နဲ့59 ကလေး2 6 သန်းနေဦးမှာပါတခါအဲ့ဒီတုတိတာနတ်ဘုံနတ်တဲ့ကို4နဲ့တခါထပ်မြောက်လို့ရှိရင်230 ကလေးနဲ့4 သန်းဖြစ်သွားတယ်အဲ့ဒါဟာနေမန္တတိနတ်တဲ့ပေါ့နောက်ဆုံးဦးဇင်းတို့ဒကာဓမ္မတို့ကိုမဉ္ဇဉ်ဖုန်ညာမရအောင်ကာမဂုဏ်တော်ထဲမှာမိနေအောင်ဒုက္ခပေးတဲ့မဏ္ဏကြီးဟာအထက်ဆုံးနတ်ပြည်မှာနေတာပါမဏ္ဏကြီးနေတဲ့အထက်ဆုံးနတ်ပြည်ရဲ့နတ်တက်က920 ကလေးနဲ့6 သန်းအသက်ရှိပါတယ်အဲ့တော့တန်ဃာတကြီးကသိတယ်ဗျနတ်ပြည်ရောက်တော့သူကလေဩငါတန်ဃာတယ်ပါဘာလို့ငရဲမကြပါတဲ့နတ်ပြည်ရောက်ပါလေဆိုပြီးတော့ဒေဝစက္ခုနဲ့ပြန်ကြည့်တော့ဩငါယဟန်ကငါဆုံးလောင်းမှုတဲ့ယဟန်ကတရဏဂုံဆောက်တည်ပြီးတာကျေးဇူးများလိုက်တာသိကြပါသူချက်ချင်းဆင်းလာတယ်အဲ့တော့သူ့အလောင်းကြီးရှိတုံးပေါ့အခုမှသေကာစအဲ့ဒါယဟန်ကိုသူချစ်ခိုးပြီးတော့အရှင်ဘုရားကျေးဇူးကြီးပါတယ်ခင်ဗျာအရှင်ဘုရားတရဏဂုံဆောက်တည်ပြီးလို့တပည့်တော်အခုငရဲကလွတ်ပြီးတော့ငရဲမကြတော့ဘဲနဲ့စရုမာရိနတ်ဘုံရောက်ခဲ့ရတယ်ခင်ဗျာအကယ်၍တပည့်တော်ဒီ5 ပါးသီလ4 ပါးဆိုပြီးမှမြန်သေးရင်ကြီးတဲ့မြင့်တဲ့နတ်ဘုံရောက်အောင်ပါတဲ့အခုတရဏဂုံလေးဆိုပြီးတည်သွားလို့စရုမာရိနတ်ဘုံတင်ကျင်းရလာတာပါဗျာဒီလောက်ကျေးဇူးများတဲ့တရဏဂုံတရားကိုကျမ်းတဲ့ဒကာတော်မတွေလည်းပဲဟောကြားပေးပါဗျာလို့လျှောက်ထားပြီးမှအခုတန်ဃာတကြီးနတ်ပြည်မှာပျော်ပျော်ကြီးစံစားနေပါပြီနော်ပြေးတယ်များအဲ့ဒါကတခဏတာတရဏဂုံဘာတရဏဂုံလဲအေးတခဏတာတည်တဲ့တရဏဂုံကမှအဲ့လောက်ကောင်းကျိုးပေးရင်
ယခုတရားနာပေးတဲ့အချိန်ကစပြီးတော့တဘဝတာမြန်တရဏဂုံမြဲကြမယ်ဆိုရင်ဒီဓမိလတန်ဃာထက်တဲ့ပို့ပြီးတော့ကောင်းကျိုးတွေမရနိုင်ဘူးလားသက်တည်ပြမယ်ဦးဇင်းအထောက်ထားနဲ့ကြည့်ပြောမှာနော်သက်တည်ပြမယ်အဲ့ဒါကအပါရံပါဠိတော်ကလာပါတယ်အပါလံပါဠိတော်ကလာတဲ့မထေရကြီးရဲ့ဘွဲ့တော်ကတော့တိတရဏဂမနိယမထေမြန်မာလို့ဆိုရင်တရဏဂုံ 3 ပါးတည်တဲ့မထေလို့အဓိပ္ပာယ်ရတယ်အဲ့ဒီမထေရမြတ်ယဟန္တာကြီးဟာဟိုးလွန်ခဲ့တဲ့60တကဘာကပွင့်တော်မူခဲ့သောအနောမဓာတ်တိမြတ်စွာဘုရားသာသနာမှာသန္နဝရီနေပြည်တော်မှာမျက်မမြင်မိဘနှစ်ပါးလှုပ်ကြွေးတဲ့သားလေးမတယောက်ဖြစ်ခဲ့ပါတယ်သူဒီတံဝေကဉာဏ်ကြီးရပြီးတော့ယဟန်ပြုခြင်းတယ်သို့တော့မိဘကိုလှုပ်ကြွေးမဲ့တခြားသားသမီးမရှိဘူးမိဘတွေမျက်စိမမြင်ကြတော့ယဟန်မိုးရရှာငါယဟန်မိုးရရင်လူဘဝနဲ့အကောင်းဆုံးကုသိုလ်တွေငါရှာမယ်လို့စုံစမ်းကြည့်လိုက်တော့တရဏဂုံတီလို့ရှိရင်ရမယ်ကောင်းကျိုးတွေတွေ့သွားတယ်အဲ့ဒီမှာတင်မြတ်စွာဘုရားအနောမတတိမြတ်စွာလက်ရတော်ရန်အရှင်နိဒုပမထေရကိုပင့်ပြီးတော့ယနေ့တောင်မူပန်းကျန်အောင်တိမင်္ဂလာဓမ္မယုံကြီးအနီးနားကနော်တရားတော်များကဲ့သို့ပေါ့အဲ့ဒါယဟန်တော်ကသူပင့်ပြီးတော့တရဏဂုံနဲ့ 5 ပါးသီလဆောက်တည်တယ်အဲ့ဒီတရဏဂုံကိုတဘဝလုံးမြဲခဲ့တယ်ဘယ်လိုမြဲခဲ့တော့ကြည့်ပြီးတဲ့တို့တခဏတာတရဏဂုံတော့ဒီလောက်ကောင်းကျိုးများရင်တဘဝတာတရဏဂုံမှာပူရမှာပေါ့အဲ့တော့သူရတဲ့ကောင်းကျိုးတွေကြည်စမ်းဘယ်လောက်အားကြစရာကောင်းတယ်လဲဆိုရင်နံပါတ်1ကောင်းကျိုးကအာရိဝါကသုတေမနေသေလွန်တဲ့အခါမှာ60တကဘာအဘေတကပိတ်သည်ဟောဘယ်နှကဘာအဘေတကပိတ်တာတခြားကုသိုလတရဏဂုံတည်တဲ့ကုသိုလတခြားဒါနသီလသမဏဝိပဿနာတခုမှမပါသေးဘူးနော်တရဏဂုံတစ်ခုတည်းတင်ဗုဒ္ဓဘာသာဖြစ်ရတဲ့တန်ဖိုးဘယ်လောက်ကြီးမားသလဲလို့ဒါတင်မဲလားမကသေးဘူးဗျတခါသူသည်တရားမင်းဖြစ်ကအကျဉ်80တကဘာလုံးအုပ်ချုပ်ရတဲ့စัจ जा မင်းဖြစ်က85ကြိမ်ဒါတင်မဲလားမကသေးပါရိုးရိုးနိုင်ငံတကာနိုင်ငံအုပ်ချုပ်ရတဲ့ဗရေတရိဧကရိဘယင်ဖြစ်ကတော့အကျဉ်ပေါင်းမရေနိုင်အောင်ဖြစ်ခဲ့ရပါသည်အဲ့လိုလူစီစိမ်မင်းစီစိမ်လူမင်းစီစိမ်နတ်မင်းစီစိမ်နေဘဝပေါင်းများစွာဝဤနေအောင်ခံစားပြီးတဲ့အခါမှာတော့ဗဒ္ဒကဘာမှပွင့်တော်မူတဲ့ဂေါရမမြတ်စွာဘုရားသာသနာမှာတာဝတိမြို့မဟာသာလဆိုတဲ့တတိမြို့မှာတတိသာသွားဖြစ်တယ်ခုနှစ်နှစ်သားအရွယ်ကြတော့သူနဲ့ရေသူကလေးတွေနဲ့ပြေးလွှားဆော်ကစားကြရင်ရဟန္တာကြီးတစ်ပါးတရင်သုံးတော်ဘုန်းကြီးเจ้าတစ်เจ้าနဲ့ရောက်သွားကြတယ်ပြီးတော့ရဟန္တာကြီးကလည်းကလေးတွေအကျိုးဆောင်ကလာကြဟေးဆိုပြီးတော့တရဏဂုံ 3 ပါးဆောက်တည်ပေးတယ်သူတို့ဆောက်တည်ကြတယ်ကျန်တဲ့ကလေးတွေကတော့တရဏဂုံတည်တဲ့ကောင်းကျိုးပဲရပါတယ်တဘောဝတာနော်တရဏဂုံတည်ခဲ့တဲ့ကလေးလေးကတော့တရဏဂုံအဆုံးမှာတင်ခုနှစ်နှစ်သားအရွယ်နဲ့ကိလေသာအာသောဂုံကယန္နာကြီးဖြစ်တော်မူခဲ့ရပါတယ်အဲ့ဒီလိုတရဏဂုံရဲ့အဆုံးမှာယန္နာဖြစ်ခဲ့ရလို့သူ့ကိုတိတရဏဂမနိယမထေလို့ခေါ်တယ်ဘယ်လိုခေါ်ပါလဲတရဏဂုံအဆုံးမှာယန္နာဖြစ်တဲ့မထေဒီတော့တရားတော်မှာများကြီးသီလယူတဲ့ဗုဒ္ဓတရဏံကိစ္ဆာမိဓမ္မတရဏံကိစ္ဆာမိသံဃာတရဏံကိစ္ဆာမိဆိုတဲ့တရဏဂုံတည်တဲ့ကုသိုလ်ဟာတမ္မာကရှံဃာကုသိုလ်လားယန္နာဖြစ်ထိပို့တဲ့ကုသိုလ်လားတမ္မာကရှံဃာမထင်လိုက်ပါနဲ့ဒါဆိုရင်တရားဓမ္မတို့ကိုအတွေးခေါ်တစ်ခုပေးခြင်းပါလေကိုယ်တိုင်လည်းစဉ်းစားပြီးတော့ဖြေပါကိုယ်တိုင်လည်းစဉ်းစားပါသုံးသပ်ပါဒါဆိုရင်တရားဓမ္မတို့ဒီဥစဉ်တို့ဒီဘုရားဘာသာအများစုတို့ဒီဘုရားဘာသာအားလုံးတို့ဒီပေါ့တရဏဂုံတဘဝတာတည်ဖို့မြဲဖို့သိရေးကြီးပါတယ်တရဏဂုံအပြည့်လည်းမခံပါနဲ့အညှိုးလည်းမခံပါနဲ့ဒါဆိုရင်တရဏဂုံပြက်တာတရဏဂုံညှိုးတာပေါ့လေဒီတရဏဂုံပြက်တာပဲဦးစားပြီးပြောကြပါစို့အဲ့ဒီမူလဗန္နသထေကရမှာတရဏဂုံပြက်ချင်း2မျိုးဖွင့်ပြတယ်အဓိကအမျိုးသမီးများသေချာအောင်ဆက်ပြီးတော့နားစေခြင်းနဲ့တရဏဂုံမှာအများဆုံးအမျိုးသမီးတွေကြောင့်ပြက်တာများတယ်ဘာတွေလဲဆိုတော့တရဏဂမနတဘေတော့တာဝေဇောစာအနဝေဇောစာတုဝိတော်ဟောတိတရဏဂမနတဘေတော့တရဏဂုံပျက်စီးခြင်းဒီတာဝေဇောစာအပြည့်ရှိသောပျက်စီးခြင်း၎င်းအနဝေဇောစာအပြည့်မရှိသောပျက်စီးခြင်း၎င်းဣတိဤသို့တုဝိတော်နှစ်ပါးအပြားရှိသည်ဟောဒီပြီ
တရဏဂုံပြည့်ခြင်းကအပြည့်ရှိတော့ပြည့်ခြင်းနဲ့အပြည့်မရှိတော့ပြည့်ခြင်းလို့နှစ်မျိုးရှိတယ်ဒါဆိုရင်ဘာတွေလဲအပြည့်မရှိတော့ပြည့်ခြင်းကကာလကရိယာဘေတော့အနဝိဇ္ဇဘေတော့ဒီဟုတ်စတိပုထုဇဉ်ဗုဒ္ဓဘာသာတယောက်သိရင်တရဏဂုံပြည့်တယ်အဲ့ဒါအပြည့်မရှိဘူးအာဟုတို့မဖြစ်ဘူးလို့မှတ်ပါအဲ့ဒါဓမ္မတာလို့နော်မှတ်ပါဓမ္မတာပဲပုထုဇဉ်သိရင်တော့တရဏဂုံပြည့်တာပဲဒါဓမ္မတာဒါဆိုရင်တရဏဂုံမပြည့်တာကဘာလို့လဲဆိုအရိယာသိရင်တော့ဘဝဆက်တဲ့ဘယ်ဘဝမှာတရဏဂုံမပြည့်တော့ဘူးဒါကြောင့်ဘဝဆက်ဆက်တရဏဂုံမပြည့်စေခြင်းတဏ္ဍာရကြောင့်တရဏဂုံပါသွားစေခြင်းတော့ဝိပဿနာတရားကိုအရိယာဖြစ်တဲ့အထိနာကြအားထုတ်ဖို့မလိုဘူးလားမလိုပါဘူးဗျာအဲ့ဒါကနောက်မှဆက်နာကြတာပေါ့လားဒီတော့အပြည့်မရှိတော့ပြည့်ခြင်းကသေလို့ပြည့်တာဒါဆိုရင်အပြည့်ရှိတော့ပြည့်ခြင်းကဘယ်လိုဟာမျိုးလဲနားတောင်ဒါကပိုရေးကြည့်တယ်အညတတ္ထာရတိတုအဟံအတ္တနံပရိစ္ဆာမိတိဧဝံအညတတ္ထာရုဒ္ဓေသဝဒေနသာဝိဇ္ဇဗေဒောတိဟုတ်စတိအညတတ္ထာရတိတုဖရာတရားသံဃာမတပါအခြားသောဘုရောတွေမေတော်တွေ39မိနတ်တွေကိုကြီးကျော်တွေမနဲလေးတွေအာညောင်းတာပြောရတာနော်အများကြီးတာကိုအဲ့ဒီနတ်တွေအားလုံးကိုတဲ့အဟံတပိတော်မှသည်ပရိစ္ဆာမိအသက်နဲ့ခန္ဓာကိုယ်ကိုအနှစ်လူတန်းကိုယ်ဝယ်ပါ၏ဣတိဤသို့အညတတ္ထာရုဒ္ဓေသဝဒေနဖရာတရားသံဃာမတပါအခြားသောဘုရောတွေမေတော်တွေနတ်စိမျိုးစုံတွေမှာဆရာရှားခြင်းအစွမ်းဖြင့်တရုံပျက်စီးခြင်းမျိုးကိုတော့သာဝိဇ္ဇဘေတော်တိဟုတ်စတိအပြည့်ရှိတော့ပျက်စီးခြင်းလို့မှန်အမျိုးသမီးတွေသိချာနာပါခမည်းတော်ကြောင့်အမျိုးသားတွေပါတဏှာကုံပြက်ကုန်တာအဲ့တော့ဖရာတရားတန်ခါမတပါအခြားသောဘိုးတော်တွေမေတော်တွေ38မင်းအတွင်းအပြင်38မင်းတွေနောက်ကိုကြီးကျော်တွေမတ်နဲလေးတွေသူရတတိတွေအစုံပေါ့ဗျာအဲ့ဓာတွေကိုတဲ့သူတို့ရှိမှပြုံပြုံလေးထားပြီးတော့အရင်ရှင်ကောင်းတို့ကကျွန်တော်တို့အသက်နဲ့ခန္ဓာကိုအနှိမ့်ပြီးတော့လှူဒန်းပြီးတော့ကိုးကွယ်ပါတယ်လို့အဋိဌံပြီးတော့ကြောရင်အဲ့ဒါတရဏဂုံပြည့်ရောဘာတရဏဂုံမှမရှိတော့ဘူးတရဏဂုံရဲ့အကျိုးကိုတစည်းမှမခံစားရတော့ဘူးမနစ်နာဘူးလားပြေးတယ်နစ်နာတယ်နော်အမျိုးသမီးတွေတိကျစဉ်းစားဒါရင်အမျိုးသားတွေအလောက်မပါဘူးအမျိုးသမီးတွေအဓိကကြစဉ်းစားပါတို့တော်ဦးစင်းကရှင်လဲလျှောက်တာပြားလဲဆွဲတာနီးလဲပေးပါမယ်အဲ့တော့အစဉ်ဆက်ကလောက်တာတချို့တော့လည်းမစွန့်ရဲကြအောင်မစွန့်ရဲလည်းမစွန့်နဲ့ထားလိုက်သို့တော့ကိုးကွယ်ခြင်းနဲ့ပသခြင်းကိုခွဲပါဘာနဲ့ပါခွဲရမှာအတွေးခေါ်လေနော်ဒီနေ့တရားမှာနှုတ်ပြเสียအာကာတခုမှမပါဘူးတလုံးမှလွတ်မသွားအောင်နားထောင်အနစ်တည်ကြီးပြောနေတယ်ကိုးကွယ်ခြင်းကဘာလဲပသခြင်းကဘာလဲကိုးကွယ်ခြင်းဆိုတာကဩဒါကိုကိုးကွယ်ငါတို့ဒီဘဝတဏ္ဍာတဲ့ချမ်းသာကိုရမှာအပေပြီးကင်းမှာဆိုတဲ့စိတ်နဲ့ကိုးကွယ်တာကဒါကိုးကွယ်ခြင်းလို့မှတ်ပါအဲ့လိုကိုးကွယ်ရမှာကတော့ဖရာတရားတန်ခါပဲကျန်တာဘာမှလာမရောနဲ့အေးအဲ့ဒီလိုကျန်တဲ့အယုံမျိုးစုံပုဂ္ဂိုလ်မျိုးစုံခင်ဗျားတို့ပသရင်တော့ပသကောင်းပါတယ်ပသတယ်ဆိုတာတင်တာကျွေးတာကိုပြောတာပါနော်တင်ရင်တင်မှကျွေးရင်ကျွေးပါအဲ့ဒါအပြည့်မရှိပါဘူးကုသိုလ်ရပါတယ်တိရစ္ဆာန်ကျွေးတော့ကုသိုလ်ရသေးတာကိုကျွေးလေတာမိတ်ဆွေဖြစ်ပါတယ်ပသကောင်းမှတို့တော့ဖရာတရားတန်ခါကတော့မကိုးဝယ်ကောင်းမှုလို့မှတ်ထားပါဒါလေးမှတ်ပါနော်နောက်မိမိတဲ့ပြုတဲ့ကုသိုလ်အမျှပေးပါမေတ္တာပို့ပါသူတို့အင်မတန်မှနှစ်သက်ချစ်ခင်စောင့်ရှောက်ပါလိမ့်မယ်အဲ့ဒီဒကာဓမ္မများကိုးကွယ်တဲ့38မင်းတွေကိုကြီးကျော်တွေမတ်နဲလေးတွေအစရှိသောပုဂ္ဂိုလ်အားလုံးဟာဘုံအနေနဲ့ခွဲရင်သူအပေဘုံသားတွေဖြစ်ပါတယ်ကြိတ်တာဘုံသားတွေပါဘာဘုံသားလဲကြိတ်တာအပေဘုံသားဟာလူတဲ့နေသလားမြင့်သလားနေနေဒါကြောင့်သူတို့ဒီကိုးကွယ်စရာပုဂ္ဂိုလ်တွေမဟုတ်ပါဘူးတနာစရာပုဂ္ဂိုလ်တွေဘာပုဂ္ဂိုလ်တွေလဲဒါကြောင့်နေ့စဉ်အမျှပေးပါမေတ္တာပို့ပါဟုတ်လားဒီလိုကိုယ်စံပို့မလင်းနဲ့ပြောပြခဲ့ခြင်းပါလေဒါဆိုရင်ဒကာတော်မများအတွေးခေါ်လေးပြောချင်တာကစကားတစ်ခုရှိတယ်အဝင်ပစိန်ထွက်ပါတယ်တဲ့မိမိအလေးတစ်ချောင်းဝင်လာဖို့အတွက်အလေးတစ်ချောင်းရလာဖို့အတွက်မိမိထံကပေါက်စေတဲ့ချောင်းပြန်ထွက်သွားတယ်ဆိုရင်ရှုံးသလားမြတ်သလားရှုံးပါဗျာဒါတော့ဒီသားပဲဒါသိရင်ဒါကိုလည်းသိရမယ်နော်ဒါသိရင်ဟိုကလည်းသိရလေဆိုကြဆိုဗျာအခုတချို့ကဒကာတော်မများကလေလောကီမှာမိမိယောက်ျားယာတုတက်ခြင်းနဲ့ဟုတ်တယ်မဟုတ်လားနောက်မိမိတို့ဈေးရောင်းကောင်းခြင်းနဲ့အစုံပေါ့လေငွေတွေတိုးခြင်းနဲ့ဒီတော့နတ်ကတော်များကလာနကနာပေး၄သိန်းကိုတော့ပေးတဲ့မှာ9ရက်ဆိုရင်အဲ့ဒါယာတုတန်းတက်ရောငွေတွေဝင်ရောဆိုတော့ယာတုတက်ခြင်းငွေတွေဝင်ခြင်းနကနာဝက်လှုပ်ရောလှုပ်တော့ဟုတ်လားအဲ့ချိန်မှာဘုရားတရားကလုံးဝသတိမရတော့ပါဘူးနတ်မှာနတ်
နဂရောတရဏံကိစ္ဆာမိဘိုးတော်တရဏံကိစ္ဆာမိဖြစ်သွားရောကာဗျာတရဏဂုံလို့ခေါ်တယ်ဟုတ်လားဘာတရဏဂုံနဲ့တရဏဂုံခုမှရှင်းလာပြီနော်ဘုရားတရားတန်ခါလဲကိုးကွယ်တယ်အဲ့ဒီမဟုတ်တယောက်တွေလည်းကိုးကွယ်တယ်နှစ်မျိုးလုံးကိုးကွယ်တယ်ဘုရားဆိုရတယ်အဲ့ဒီပုဂ္ဂိုလ်ကကာဗျာတရဏဂုံကာဗျာဗုဒ္ဓဘာသာဝင်နဲ့မှတ်ထားဗုဒ္ဓဘာသာစัจ जा ပေါ့မိမစစ်ဖမစစ်ဟုတ်လားဒီလိုလဲမှတ်ထားအဲ့တော့ပြောမှန်တော့သေချာနာတော့ဦးဇင်းအတွေးလေးပြောခြင်းတာအဲ့လိုလေခင်ဗျားနဂနာတွေပြေးပြီးဗျာနတ်တွေစောစောကပြိတ္တာဘုံသားတွေကိုးကွယ်ပြီးတဲ့အေးတိုက်တဲ့ဆန်ဆိုင်ယာရုတိုင်နဲ့တက်လိမ့်မယ်ငွေတွေဝင်လာရင်လည်းဝင်လာလိမ့်မယ်ဝင်လာတယ်ပဲထားလိုက်ယာရုတက်တယ်ပဲထားလိုက်ပါဟိုကတရဏဂုံအညှိုးနွမ်းခံတရဏဂုံအပြက်ခံပြီးတော့အဲ့ဒီမဟုတ်တရုပ်ပုဂ္ဂိုလ်တွေကိုးကွယ်လိုက်တာနဲ့တရားဓမ္မတို့တက်လာတဲ့ယာရုရလာတဲ့ငွေဟာခင်ဗျားတို့နောက်ဘဝထင်မြင်စားရရဲ့လားမစားရပါဘူးဗျာတဘဝစားလေးမို့လားအဲ့ဒါခင်ဗျအတ္တချောင်းဝင်တာနဲ့တူတယ်ဘာဝင်တာလဲအဲ့လေးတချောင်းဝင်တာနော်ခင်ဗျားတို့ထံကနေပြီးတော့တရဏဂုံလည်းပြည့်ရောဟောစောစောကတိတရဏဂမဏိယမထေရီခံစားတဲ့ကောင်းကျိုးတဲ့တူတဲ့ပေါက်ဆိုင်တဲ့အကုန်ပြန်ထွက်ပြီ60ကဘာအပေတကားပြည့်တဲ့ကုသိုလ်ကြီးကုန်သွားပြီထွက်သွားပြီမရတော့ဘူးရှုံးသလားမြတ်သလားရှုံးသွားတာအကျင့်80တရားမင်းဖြစ်ရမယ်ကောင်းကျိုးနဲ့တူတဲ့ပေါက်ဆိုင်ကြီးထွက်သွားပြီ85ကျင်းစัจ जा မင်းဖြစ်ရမယ်ကောင်းကျိုးနဲ့တူတဲ့ပေါက်ဆိုင်ကြီးလည်းထွက်သွားပြီအကျင့်များစွာဘယင်ဖြစ်ရမယ်ကောင်းကျိုးနဲ့တူတဲ့ပေါက်ဆိုင်ကြီးလည်းထွက်သွားပြီလွယ်လွယ်ကူကူချင်းရတာ9နှစ်သားအရွယ်နဲ့9နှစ်သမီးအရွယ်နဲ့ရဟန္တာဖြစ်မဲ့ကုသိုလ်ကြီးလည်းပေါက်ဆိုင်ကြီးလည်းထွက်သွားပြီမရှုံးဘူးလားပြည်သက်တို့အေးဒီနေ့တရားမနာတဲ့အမျိုးသမီးချင်းလည်းနောက်ပြန်ဟောကြဟုတ်လားအေးအဲ့လေးတစ်ချောင်းဝင်ပြီးတော့ပေါက်ဆိုင်ပြန်အထွက်မခံကြနဲ့ကိုရှုံးပါတယ်နော်ဒါကြောင့်ဘုရားတရားတန်ခါတာအဓိကထားကိုးကွယ်ကြအေးအဲ့လိုကိုးကွယ်ပြီးတော့တရားဓမ္မကောင်းကျိုးတွေအများကြီးရလာလိမ့်မယ်ဘာကောင်းကျိုးတွေရမှာစောစောက5မျိုးပြောခဲ့ပြီလေတရဏဂုံတီးတဲ့ပုဂ္ဂိုလ်တွေပိစကမှာဘေးဆိုးတွေกินတယ်ကြောက်ချင်းလန့်ချင်းလည်းပျောက်သွားတယ်နောက်ဒုက္ခမျိုးစုံလည်းกินလွတ်တယ်အပေဘေးကလည်းလွတ်တယ်စိတ်ရဲ့ညှဉ်းနှွမ်းမှုဓမ္မများကိုလည်းပဲပယ်ဖြောက်ပေးနိုင်တယ်လို့အကျိုး5ပါးဖွင့်မပြခဲ့ဘူးလားဖွင့်ပြခဲ့ပြီဒါကြောင့်အခုကြည့်ကောင်းကျိုးတွေဒီမှာရသွားတယ်ဒီကကောင်းကျိုးကမကုန်သေးဘူးဗျပြောအောင်မအားကြဗျာယောဂီတို့တွေဘုဒ္ဓကမာကြီးတွေပေါ့ဈေးဝယ်တဲ့အခါအစ်စ်မတောင်းဘူးလားအစ်စ်လိုချင်ကြတယ်အခုတရဏဂုံတည်ရင်လေစောစောကကောင်းကျိုးတွေအပြင်အစ်စ်ကောင်းကျိုး10မျိုးထပ်ရသေးတယ်နားထောင်နော်အစ်စ်ကောင်းကျိုးဘာကောင်းကျိုးတို့အစ်စ်ရသေးတယ်ဗျာအဲ့ဒီအစ်စ်ကလိုက်ဆိုသမ်းမှဒါအပါဒံပါဠိတော်မှာဖွင့်တာပါပဲသူကလင်္ကာလေးဦးစင်းကိုယ်တိုင်ရေးထားတယ်ဆိုကြည့်တရဏဂုံတည်သူမြားကိုလူအတူရမည်မှာအပူဇော်ခံခြင်းဉာဏ်ထက်ပြင်းအလျင်အလိုပါနှစ်သက်ချေချင်းကျွေအစင်းမယွင်းဒူလေးပါရောစောထင်ရှားစီစိန်အားမြားပြခံစားရာကဲအဓိပ္ပာယ်လေးနားထောင်ကြတရဏဂုံတည်တဲ့ပုဂ္ဂိုလ်ဟာဖြစ်ရဘဝမှာတဲ့ကောင်းကျိုး10မျိုးအစစ်ရပါလိမ့်မယ်အပူဇော်ခံခြင်းဖြစ်ရဘဝမှာအများရဲ့အပူဇော်ခံရပါတယ်ဘယ်ပုံရောက်ဘယ်ဘောက်ရောက်ရောက်ဉာဏ်ထက်ပြည့်ဉာဏ်ကောင်းပါတယ်ဉာဏ်မကောင်းကျင်ဘူးလားအဲ့တော့တရဏဂုံသာမြဲကြတော့ဘဝစတဲ့ဉာဏ်ကောင်းလိမ့်မယ်ဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်လည်းရှားတယ်ပြည့်တတ်တို့လူပုဂ္ဂိုလ်ရဲ့အတာတာခုယဟန်ပုဂ္ဂိုလ်မြန်မာပြည်မှာယဟန်တန်ဃာပေါင်း4 သိန်းကျော်လောက်ရှိအဲ့ဒီ4 သိန်းကျော်ထဲမှာတိပိဋက3ပုံဆောင်တဲ့မထေရယဟန်ဟာအခုမှ12ပါးပဲရှိသေးတယ်ဘယ်နှပါးရှိပြောဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်မရှားဘူးလားအဲ့ဒီတိပိဋကပုဂ္ဂိုလ်များကိုပြည့်စုံမြန်ကြီးညိုတတ်အောင်နည်းနည်းပြောပြမယ်အခုလိုသိသွားရင်ပိုးကြီးညိုပါတယ်ပိဋက3ပုံအောင်ဖို့အတွက်အဲ့ဒီဆရာတော်များဟာဟုတ်လို့2 လက်မလောက်ထူတဲ့ပေါ့ကျမ်းစာအုပ်ကြီးပေါင်း20အာကုန်ပြန်ရတယ်အလွတ်ပြန်ရတယ်ပေးရလားမထိုးအောင်အစဆုံးပြန်ရတယ်အဲ့လိုအစဆုံးပြန်နိုင်ရင်လည်းမအောင်သေးဘူးအဲ့ဒါတိပိဋကဒရလို့ပဲခေါ်တယ်ကောဝိဒမဟုတ်သေးဘူးအောင်မတတ်မသေးဘူးဒါအာကုန်ပဲပြီးသေးတယ်ရေးဖြေလာပြန်တယ်ရေးဖြေပြန်အဲ့ဒါလောက်2 လက်မလောက်ထူတဲ့စာအုပ်ပေါင်း20ကိုအကျေဖွင့်တော့အထက်ကရာတီကာအနုမတုယောဒနာဂန္တိ
နေတိယမြန်မာပြန်ဆိုင်တော့ကျမ်းပေါင်း1000နီးပါးလောက်ရှိအုပ်ရည်ပေါင်းအဲ့ဒီအုပ်ရည်ပေါင်း1000နီးပါးရဲ့အဓိပ္ပာယ်တွေကိုအဲ့ဒါနှစ်ပေါင်းများစွာအုပ်နောက်ထဲရိုက်သွင်းပြီးတော့မှတပါးသာဖြည့်အနည်းဆိုအမှတ်80ကျော်ရမှအောင်တယ်10တန်းဖြစ်သူအမှတ်40နဲ့မအောင်ဘူးလာမရှုပ်နေတော့မရဘူးလောက်ညံလေးနဲ့ဂုံတို့ဆိုလို့ချင်း80ကျော်90မှာဂုံတို့ရပါတယ်အဲ့လိုရေးကြည့်ပါအောင်သွားမှတိပိဋကဒရတိပိဋကကောဝိဒါဆိုဘဝတိစိတ်စုခုပါတယ်အဲ့ဒါမြန်မာတပြည်လုံးမှာဘယ်နှပါတဲ့ဂိုင်းအဲ့ဒီပုဂ္ဂိုလ်များမှတ်ထားဘဝဆက်ဆက်ကတရဏဂုံတည်ခဲ့လို့ဘာဖြစ်ခဲ့လို့ဒါကြောင့်ဘဝဆက်တိုင်းဉာဏ်ကောင်းခြင်းဘာတည်ရမယ်တရဏဂုံတည်ရမယ်ဒါကြောင့်အပူဇော်ခံခြင်းဉာဏ်ထက်ဖြင့်အလင်းအလိုပါတဲ့တတိယမြောက်ကောင်းကျိုးကအစစ်ရမယ်ကောင်းကျိုးကအဲ့ဒီတရဏဂုံတည်တဲ့ပုဂ္ဂိုလ်ဖြစ်ရဘဝမှာသူ့ရဲ့အလိုကိုအားလုံးကလိုက်ရပါတယ်တဲ့နှစ်သက်ချစ်ခြင်းဖြစ်ရဘဝဘုံပုဂ္ဂိုလ်တွေကသူ့ကိုနှစ်သက်ကြတယ်ချစ်ခင်ကြတယ်၅မျိုးရှိပြီရွှေစင်းနဲ့ရွှေစင်းလိုလှပတဲ့6မျိုးကြော်စောထင်ရှားနံပါတ်9ကကြော်စောတယ်ထင်ရှားတယ်တဲ့နောက်စီစဉ်အားများပြားခံစားရစီစဉ်ဥစ္စာတွေလည်းပေါ်များချမ်းသာတယ်တဲ့အဲ့ဒီကောင်းကျိုး10မျိုးဟာဖြစ်ရဘဝမှာတရဏဂုံတည်တဲ့ပုဂ္ဂိုလ်ရမယ်ဒါအစစ်ရမယ်ကောင်းကျိုး10မျိုးပါပဲဒါလေးတွေကိုပြည်သူများအားလုံးအပြည့်အဝရစေခြင်းပါဒါကြောင့်တရဏဂုံကိုအပြည့်လည်းမခံကြပါနဲ့အညှို့နှွမ်းလည်းမခံကြပါနဲ့လို့လေးလေးနက်နက်တတိပေးပါတယ်နော်တတိပေးပါတယ်အဲ့တော့ဒီနေရာတော့ဦးဇင်းတို့ကပြက်ပြက်သားသားဟောနေရတော့ဒကာဓမ္မတို့ကိုဆရာ2မျိုးခွဲပြအောင်မယ်ဆရာ2မျိုးရှိတယ်မိမိတပည့်ဒကာဒကမတို့အားအမုန်းခံပြီးတော့ချစ်တဲ့ဆရာကတရားအမုန်းမခံတဲ့ဆရာကတရားလို့2ယောက်ရှိဦးဇင်းတို့ကိုယ်တွေနဲ့ရှင်ပြီးတော့ပြောမယ်ဦးဇင်းတို့ခြေပြုစာသင်သားဘဝတုန်းကဆရာ2မျိုးလုံးတွေ့ခဲ့ပါတယ်ပထမဆရာနဲ့ဒုတိယဆရာလိုပဲမှတ်ကြပါစို့ပထမဆရာကတပည့်တွေပေါ်အမုန်းခံပြီးတော့မချစ်ပါဘူးသူစာသင်တယ်ဘုသူစာသွားတက်တယ်ငိုက်နေလဲဘာမှမပြောဘူးအိပ်ပျော်နေလဲဘာမှမပြောသူစာသူချပြီးရင်ထသွားတာပဲစာမရလည်းမပြောဘူးရလည်းမပြောဘူးအဲ့ဒါကိုငယ်ငယ်ကတော့ဦးဇင်းတို့ဟာအဲ့ဒီဆရာပထမဆရာကိုသိချစ်ကြတယ်ဟာဆရာငါတို့ငေါလည်းမငေါဘူးကြိုက်လည်းမကြိုက်ဘာမှပြောဘူးကွာဆိုပြီးတော့တော်တော်ချစ်ဆရာကောင်းတယ်လို့ထင်မိတယ်ဒုတိယဆရာကအဲ့လိုမဟုတ်ဘူးစတဲ့တော့ငိုက်နေခေါင်းခောက်တာပဲဆရာကငိုက်ရအောင်နေမကောင်းဘူးဆိုပြီးတော့အကြောင်းပြစာမတက်ချင်မရဘူးသွားခေါ်အဲ့ဒါစောင်းကြီးခြုံပေးပြီးတော့စာချက်တဲ့နေရာမှာထမ်းပြီးတော့နားထောင်ခိုင်းတယ်စာနောက်ကြမှာဆိုလို့အဲ့ဒီဆရာကတော့အရင်တော့ကမုန်းမိတယ်နေရာတကာပါတယ်ဖြားတာတောင်မှအကောင်းကောင်းမနေရဘူးဆိုပြီးတော့ဦးဇင်းတို့အသက်ကြီးလာတော့ရင့်ကျက်လာတော့ဟောဒုတိယအမုန်းခံတဲ့ဒုတိယဆရာကဒါအမုန်းခံချစ်တာလို့ခေါ်တယ်ဘယ်လိုခေါ်ပါလဲတပည့်တွေရဲ့အမုန်းကိုခံယူတော့သူချစ်လိုက်တာတပည့်တွေငါမုန်းရင်မုန်းမစီသူတို့ပညာတတ်ဖို့လူယုံဖြစ်ဖို့အရေးကြီးတယ်ဆိုပြီးတော့အမုန်းခံပြီးတော့ချစ်ချတာပါပထမဆရာကအမုန်းမခံဘူးသူ့ဘောက်တတ်တယ်မတတ်တယ်ငါမဘုံပြီးရောလို့ထားလိုက်တာအခုလဲဒကာဓမ္မတို့ခုဒကမာကြီးတွေပေါ့ကိုယ်ကံမှုတွေမှားပြီးတော့တရဏဂုံရဲ့ကောင်းကျိုးတွေအပြည့်အဝမရမှာဆိုလို့ဦးဇင်းတို့ကအခုကြည်စံပွင့်ပွင့်လင်းလင်းနဲ့မဆုံးပါဘူးလားအဲ့တော့ဒကာဓမ္မများအသိဉာဏ်မကြည့်ရင်မှဦးဇင်းကိုမုန်းရင်မုန်းကြပါလိမ့်မယ်ဟုတ်လားအေးအသိဉာဏ်ကြီးတဲ့အချိန်ကျဦးဇင်းကိုပဲချစ်လာလိမ့်မယ်ပြီးတော့ဒီကျမှမန္တလေးကျောင်းဆရာတော်ဟာနော်ငါတို့ဘောကိုအမောခံပြီးတော့ချစ်တာပါလားလို့ဒါဒကာဓမ္မတို့အသိဉာဏ်ကြီးလာတဲ့အချိန်မှာနားလည်လာလိမ့်မယ်အဲ့တော့ပြောချင်တာဒီလိုတရားကဘုန်းကြီးလည်းတော့ဟောမှာမဟုတ်ဘူးမုန်းမှာကြောက်လို့ဟုတ်လားဘုန်းကြီးတို့ကမကြောက်ဘူးဒကာဓမ္မတို့အကျိုးရရင်ပြီးရောကိုယ်ဘလောက်မုန်းဆုံးမပုတ်နေလဲနေဟုတ်လားတပိတ်ရှိတဲ့ဆုံးခံစားမှာအဲ့တော့အမုန်းခံချစ်တဲ့ဆရာလို့သိစေချင်ပါတယ်ဒီတော့ဒါဆိုရင်ဆက်ပြီးတော့အမုန်းခံကြပါစို့ဟုတ်လားအဲ့တော့ဆက်ပြီးတော့အမုန်းခံဟောမယ့်တရားကတော့ဒကာဓမ္မတို့တကယ်ဖြစ်ရတခုပါပဲကြိုတင်ပြီးတော့မေတ္တာရက်ခံထားခြင်းတာကအခုပြောမဲ့ဇတ်လန်းဟာအင်မတန်မှအံ့ဩစရာတွေဆန်းကြယ်တာတွေပါလာလိမ့်မယ်ဒီလိုပါလာတဲ့အခါမှာမန္တလေးကျောင်းဆရာတော်ကငါတို့တရားဓမ္မတွေကိုပုံမြင်တဏ္ဍာကြီးတစ်ပုဒ်ကိုစိတ်ဝင်စားအောင်ပြောသွားတာပဲလို့မထင်မှတ်စေချင်ပါဘူးတကယ်ဖြစ်ရကိုပြောမှာပါဒီဖြစ်ရကိုမှတ်တမ်းတင်ခဲ့တဲ့ပုဂ္ဂိုလ်ဟာမြန်မာလူမျိုးဗုဒ္ဓဘာသာတရားမဟုတ်ပါဘူးအင်္ဂလိပ်လူမျိုးခရစ်ယာန်ဘာသာဝင်တရားဖြစ်ပါတယ်
သူ့ရဲ့နာမည်ကို G.E. Harvey လို့ခေါ်ပါတယ်အဲ့ဒီ G.E. Harvey အင်္ဂလိပ်ဆရာတယောက်ကမြန်မာသမိုင်းအကျဉ်းကျမ်းမှာအခုဦးဇင်းဟောမယ့်အကြောင်းအရာကိုအင်္ဂလိပ်လိုထည့်ရေးခဲ့ပါတယ်ဒါတခြားပြုတ်ပုံကဒါမြန်မာပြန်ပြီးတော့စာအုပ်တွေထွက်လာတယ်ဒါတွေကိုသူစင်သိရလို့ဒါတွေကနှုတ်ပြီးတော့ပြန်ဟောပေးမှာဖြစ်တယ်အဲ့တော့ခုနှစ်တက္ကရာပြင် AD 1043ခုနှစ်ဝန်းကျင်တုန်းကရန်ကုန်တို့ပဲခူးတို့ဆိုတာမရှိသေးဘူးမိုးပြင်းနယ်လို့လည်းမရှိသေးဘူးအဲ့တော့မိုးပြင်းနယ်ရောရန်ကုန်ပဲခူးရောဒီဒေသအားလုံးကိုဟန္တာဝတီနေပြည်တော်လို့ခေါ်တယ်ဘယ်လိုခေါ်တဲ့ဟန္တာဝတီနေပြည်တော်မွန်လူမျိုးတွေကြီးပဲနေကြပါတယ်ဗုဒ္ဓဘာသာတွေပဲအုပ်ချုပ်တဲ့ဘုရင်ကြီးကတိတ်တာလို့ခေါ်တယ်ဖြစ်ရင်တော့ကျန်တဲ့ဘုရင်နဲ့တကွတန်းသူပြည်သားအလုံးဗုဒ္ဓဘာသာဖြစ်တော်လဲပဲဘုရင်ဘေးမှာအဓိကခါသားတဲ့မူဟိမတ်ရာသေနာပတိတွေကတော့ဗျမနဘာသာဝင်တွေဖြစ်နေတယ်ဘာသာတူရဲ့လားသူတို့ကဗျမာကိုးကွယ်တာဒီတော့သူတို့ဘာသာကိုဘုရင်ကြီးကိုနေ့စဉ်ဆွဲဆောင်တယ်အရှင်မင်းကြီးတို့ဗုဒ္ဓဘာသာကဆင်းလူတော်တွေကပြည့်တည်မရှိဘူးဗုဒ္ဓဘုရားဆိုတာပရိသေမဆန်သွားပြီသေသွားပြီသေပြီးသားပုဂ္ဂိုလ်ရဲ့ရုပ်ထုဆိုတော့ဒါအာသုဘရုပ်ထုကြီးပဲဓာတ်ကိုယ်ကွယ်လို့အကျိုးမရှိပါဘူးကျွန်တော်တို့ကိုယ်ကွယ်တဲ့ဗျမာနဘာသာဗျမာကိုယ်ကွယ်တာဗျမာကအခုတက်ရှိထင်ရှားရှိတယ်ဒီတော့အဝိညာဏကအသက်မရှိတဲ့ဗုဒ္ဓအယုတ်ပွားကြီးကိုယ်ကွယ်မဲ့အစားအသက်ရှိတဲ့ဗျမာကိုယ်ကွယ်သမ်းမှာအကျိုးတွေဘယ်သို့ဘယ်ညာရတဲ့နေတိုင်းစီယုံပါတယ်စီယုံတော့ရဲကြလာတဲ့အခါမှာဣဒ္ဓမင်းကြီးပါသွားတယ်ဗျာဘာဖြစ်သွားတယ်ပါသွားပြီဗုဒ္ဓဘာသာစွန့်လိုက်ပြီဗျမာနဘာသာဝင်သွားတယ်သူလည်းဗျမာနဘာသာဝင်ရောတပြည်လုံးဒုက္ခရောက်ပြီဥပုဒ်တပြည်ထုတ်တယ်ယနေ့အစဟန္တာဝတပြည်လုံးဘယ်သူမှဗုဒ္ဓဘာသာမကိုးကွယ်ရဗုဒ္ဓဆင်းရဲတော်တွေကိုမိရှုပြရမယ်ရေမျှော့ပြရမယ်တောတဲ့စွန့်ပြကြရမယ်လိုက်ရှာလို့ဗုဒ္ဓဆင်းရဲတော်တွေ့ရင်မသိမချင်းဆင်းနှင်းပြီးတော့တတ်စေလို့အမိန့်တော်ချမှတ်လိုက်တယ်ဒီတော့ဒီနေရာမှာစောစောကဒီတရားရဲ့အမည်လေးကိုဒီမှာရှင်းရအောင်မြေယောဖလာဗုဒ္ဓဘာသာဝင်နဲ့တကယ်ဗုဒ္ဓဘာသာဝင်ပါတယ်တော့အဲ့ဒီနှစ်မျိုးဘယ်လိုထူးခြားတယ်လဲနားထောင်မြေယောဖလာဗုဒ္ဓဘာသာဝင်ဆိုတာမိမိရဲ့ဘိုးတွေဘွားတွေအဖေတွေမေတွေဗုဒ္ဓဘာသာဝင်လို့မိမိလည်းဗုဒ္ဓဘာသာဝင်လိုက်တာဖယားတရားတန်ခါကြောင့်နာခံတယ်လို့မသိဘူးသိလဲမသိခြင်းဘူးအခုလို့ဖယားတရားတန်ခါကြောင့်ဟောတဲ့တရားဝဲလုံးဝမနာဘူးဒီနေ့တက္ကကြီးတွေပူဆိုးတယ်တက္ကကြီးတရားနာသိပြင်းတာမနာကြဘူးတခါဖယားတရားတန်ခါပတ်တဲ့စာအုပ်တွေလုံးဝမဖတ်ဘူးဘာသာရေးစာအုပ်ကိုကိုင်းကုန်မကြည့်ဘူးခုံးရင်လည်းမရှိကမမေးမြန်းဘူးတယောက်သူကဘာမှမသိဘူးပေါ့အဲ့လိုဘာမှမသိဘဲနဲ့ဗုဒ္ဓဘာသာဖြစ်လာတဲ့ပုဂ္ဂိုလ်မျိုးကိုတော့မှတ်လိုက်ပေါ့အဲ့ဒါမိယောဖလာဗုဒ္ဓဘာသာဘာဗုဒ္ဓဘာသာမိယောဖလာဗုဒ္ဓဘာသာတကယ်ဗုဒ္ဓဘာသာကဘာလဲတကယ်ဗုဒ္ဓဘာသာဆိုတာကဟိုငါကအဖိုးအဖွားအဖေမေဗုဒ္ဓဘာသာဖြစ်လို့ဗုဒ္ဓဘာသာဖြစ်တယ်ဆိုရင်ဒါတဘောမကြောက်လောကမှာဈေးထဲသွားပြီးတော့200-300ပေးရတဲ့တောက်ရီကိုတလုံးဝယ်ရင်တောင်မှစစ်ဆေးပြီးတော့ဝယ်ရတယ်မစစ်ဆေးဘူးလားအကွဲမြန်ပါသလားဟဲ့အပေါက်မြန်ပါသလားဟဲ့ခောက်ကြည့်တယ်ကြည့်ရတယ်ရေထက်ကြည့်တယ်ကြည့်ရတယ်အဲ့ဒါဟာ200-300တန်ဖိုးရှိတဲ့အိုးလေးလုံးဝယ်တာဒီတော့200-300တန်ဖိုးရှိတဲ့အိုးလေးလုံးဝယ်တာတောင်မှစစ်ဆေးမင်းမြန်းပြီးတော့တန်တရာတစ်လျှောက်အားကိုးရှာတဲ့ဘာသာကိုတော့ငါစစ်ဆေးပြီးမှကိုးကွယ်မယ်တကယ်ဘုရားဘာသာအဲ့စိန်လို့ရှိတယ်ဒါကြောင့်သူကရမ်းမကိုးကွယ်ပါဘူးဒါကြောင့်တရားပွဲတွေဆိုသူလိုက်နာကြည့်တယ်လေ့လာတယ်ဘာသာရေးစာဆိုလဲရသလောက်ချင်းယူပြီးတော့ဖတ်ကြည့်တယ်လေ့လာတယ်မသိတာမရှိလားရဟန္တာငါမြောက်မေးတယ်မြင်တယ်ဒီတော့တကယ်သိသွားတယ်အဲ့ဒီမှာဒီနှလုံးသားလက်လက်တကယ်ကြည်ယူသွားတယ်တဏှာသုံးပါးကိုအဲ့ဒါတကယ်ဗုဒ္ဓဘာသာဝင်ပါပါလိမ့်တကယ်ဗုဒ္ဓဘာသာဝင်ပါဗျာဟောမယောဗလာဗုဒ္ဓဘာသာနဲ့တကယ်ဗုဒ္ဓဘာသာကွဲသွားပြီလားကွဲသွားပါဗျာအဲ့ဒါလိုခွဲခြင်းမြန်မာပြည်မှာပြည်တံများကြီးဘယ်ဟာတွေအများတော့မယောဗလာဘာသာများပါဗျာဒါတွေများတယ်နော်ဒါကြောင့်ဒီနေ့တရားဟာအရေးကြီးဆုံးတရားပါဗျာဒီတော့တာမန်ချိန်မှာတော့နိယောဗလာဗုဒ္ဓဘာသာတကယ်ဗုဒ္ဓဘာသာအတူတူပါပဲဘုရားသွားကြောင်းတဲ့သားရှင်ပြုရှိတာပါပဲအားလုံးဘယ်လိုချိန်မှာကွဲပြားသွားတယ်လဲဆိုရင်ဘာသာခြားတဲ့အိမ်အောင်ကြရင်ကွဲပြားသွားပြီ
မိယုဗလာဗုဒ္ဓဘာသာငကိုတဲ့ယရဏသုံးပါးကြောင့်ဘာမှမသိတော့ဘာမှတန်ဖိုးမထားဘူးဒီတော့ဘာသာချနောက်ပါပြီးတော့ဗုဒ္ဓဘာသာစွန့်သွားတယ်တကယ်ဗုဒ္ဓဘာသာကဘယ်တော့မှမစွန့်ဘူးအဲ့လိုမှတ်လိုက်ပါတခါတခြားဘာသာကနေပြီးတော့ယောက်ျားဆိုမိန်းမပြပြီးတော့ဆွဲဆောင်တယ်မိန်းမဆိုရင်ယောက်ျားပြပြီးတော့ဆွဲဆောင်စီစဉ်ဥစ္စာအာဏာရာထူးတွေနဲ့ဆွဲဆောင်အဲ့လိုဆွဲဆောင်တဲ့အခါမှာမယုဗလာဗုဒ္ဓဘာသာကကောက်ကောက်ပါအောင်ပါသွားတယ်တကယ်ဗုဒ္ဓဘာသာကမပါဘူးအဲ့ဒါလိုထူးကြတယ်အဲ့တော့ယနေ့တရားဟာတကယ်ဗုဒ္ဓဘာသာကျင့်စဉ်ကိုဟောတဲ့တရားလို့သိကြသမှာတကယ်ဗုဒ္ဓဘာသာဖြစ်အောင်ဟောနေတဲ့တရားဒီတော့အေးဓာများကိုယ်တိုင်အဖြေပေးကြစမ်းပါတိဋ္ဌပင်ကြီးသည်သူ့ရဲ့မူရင်းမရသေနာမတိတွေဆွဲဆောင်တဲ့အခါမှာဗုဒ္ဓဘာသာစွန့်ပြီးတော့ယမနဘာသာဝင်သွားတယ်ဆိုတော့တိဋ္ဌပင်ကြီးသည်နိယောဗလာဗုဒ္ဓဘာသာလားတကယ်ဗုဒ္ဓဘာသာလားအမှန်ပဲဒါကြောင့်သူကစွန့်သွားတာသူသည်ဗုဒ္ဓဘာသာသာကိုယ်ကိုယ်တာယရဏသုံးပါးကြောင့်နာခံတယ်လို့မသိဘူးဒါကြောင့်စွန့်လိုက်တာအဲ့တော့ကြီးတိုင်းပြည်အမိန့်ထုတ်ဘယ်သူမှမကိုယ်ကိုယ်ရဆိုတာလည်းယူသားအားလုံးလည်းကြောက်လန့်ပြီးတော့တချို့လည်းဆင်းတို့တွေမီးရှို့ပြရတယ်တချို့လည်းရေထဲမျောကြတချို့လည်းတောထဲသွားစွန့်ကြအဲ့ဒီအချိန်မှာတကယ်ဗုဒ္ဓဘာသာတရားဟန်တော်နေပြီးတော့မှရှိနေပါတယ်သူ့ရဲ့အမိကတလထောတဲ့ဘယ်သူတဲ့သူကတကယ်ဗုဒ္ဓဘာသာကံကံရုပ်ကိုယုံကြည်ပြီးသားဖယားတရားတန်ခါရဲ့တခုအနုဘောကိုလက်ခံပြီးသားဒီတော့သူ့ရဲ့မိဘတွေကအိမ်မှာကိုယ်ကိုယ်တဲ့ဆင်းတို့ကြီးလဲသွားဆုံးမယ်လို့သူကယူထားလိုက်တယ်အဖေနဲ့အမေပေးအဖေနဲ့အမေမကိုယ်ကိုယ်ရင်နေသမီးကိုယ်ကိုယ်မယ်တလထောတဲ့မြန်မာလူတရားသခင်မအဓိပ္ပာယ်ရပါအမေပြတသမီးမကိုးကွယ်နဲ့ဒေသပင်ကြီးကဆင်းနေပြီးတော့တတ်မယ်လို့ပြောတယ်အမေနဲ့အဖေသမီးကဖယားတရားတန်ခါကိုးကွယ်လို့တတ်ရင်ဆဲကားပြန်တည်ရဲ့တဲ့ဖယားတရားတန်ခါကိုးကွယ်တာဟာကုသိုလ်တရားဖြစ်ပါတယ်အမေနဲ့အဖေကုသိုလ်တရားဟာကောင်းကျိုးပဲပေးပါတယ်ဘယ်တော့မှမကောင်းကျိုးမပေးပါဘူးအဲ့တော့အမေနဲ့အဖေလည်းအေးညီပါညီကိုးကွယ်ငါတို့နဲ့မဆိုင်ဘူးဆိုပြီးတော့မသိချင်အောင်ဆောင်းလိုက်ကြတယ်ပေါ့အဲ့တော့သူခန်းထဲမှာတင်မယ်ဗုဒ္ဓရုပ်ဘွားတော်ကိုးကွယ်ထားတယ်ဒီတော့ဟန်တာဝတိတပြည်လုံးမှာဗုဒ္ဓဘာသာကိုးကွယ်တာဆိုလို့တရားတော်တယောက်ပဲရှိတော့ဘယ်သူမှဗုဒ္ဓဘာသာမရှိတော့ဒီနေ့သူ့ရဲ့မိတ်ဆွေမများနဲ့အတူတူမြစ်ထဲသွားရေးချိုးတော့ဟိုမြင့်ညာကနေပြီးတော့ဗုဒ္ဓဆင်းလို့တော့ရှေ့ဆူဒါတက်သားဆင်းလို့ရွှေချလိုက်တဲ့ဆင်းလို့တွေမျောလာတယ်ခုလိုပဲကြောက်လို့မျောလာတဲ့ဟာတွေပေါ့သူကလိုက်ဆဲတယ်တကယ်ချင်းမကြီးလည်းဆဲကားဆဲပြီးကြပါတကယ်ချင်းမတွေကတားတယ်တလားတော့မဆဲနဲ့တိဋ္ဌပင်ကြီးကဆင်းနဲ့တတ်မတဲ့ဘုရားမကိုးကွယ်ရဘူးလို့ပြောတယ်တပ်ပစီနင်တို့မတတ်မခံအောင်ငါတတ်ခံမှာငါကဘုရားတရားသံဃာလို့ကိုးကွယ်တတ်ရင်တပ်ပစီငါအသေးခံရတယ်ခုတရားနာတဲ့ယောဂီများအဲ့လိုစိတ်မျိုးရှိကြစေခြင်းနဲ့နော်ရှိကြစေခြင်းနဲ့မှတ်ထားတန်ရုပ်ပါဠိတော်မှာသောတာပန်ရဲ့အင်္ဂါ၄ချက်ထဲမှာဘုရားတရားသံဃာသီလ၄ချက်ပါတယ်ဒီအရှင်အာနန္ဒာကမြတ်စွာဘုရားကိုလူတွေတည်တဲ့သောတာမေးတယ်မြတ်စွာဘုရားဘယ်ရက်ကောကဘယ်တက္ကမကြီးတည်သွားတယ်ဘုရား तू ကတရားဘယ်ဆင်းရှိပြီးတော့ဘယ်ကုံရောက်တယ်လဲဘုရားဘုရားဟာ तू ကသောတာပန်ခုလိုနတ်ပြည်မှာဘယ်ရတော့ဘယ်ယဟန်ယန္နမှုတယ်ဘုရား तू ကဘယ်ဆင်းနဲ့ဘယ်ကုံတော့ तू ကတော့အနာဂံအခုဆိုပြင်မှာအခုဘုရားဖြေရကြားတော့ပြည်တယ်မြတ်လူတွေကစက်တိုက်သိနေကြတာနဲမှမနေပဲနဲ့ဒီတော့မြတ်စွာဘုရားဖြေဖို့အချိန်မရတော့ဘူးဒါနဲ့အာနန္ဒာကိုပြောတယ်အာနန္ဒာမင်းအဲ့လိုလာမေးတဲ့ငါဖြေနေအချိန်မရှိတော့ဘူးဒီတော့မင်းကိုယ်တိုင်လူတယောက်သေပြီးရင်ဘာအစဉ်တန်းလဲဘယ်ပုံလဲသိအောင်ငါဓမ္မဒါသတဲ့ဗါတဲ့တော့အေးဓမ္မဒါသတရားမှန်တခုမင်းငါပေးခဲ့မယ်မင်းအဲ့၄ရက်နဲ့တိုက်ကြည့်ကွာတဲ့မှတ်တာဟိတ်အာနန္ဒာတဲ့သောတာပန်အစဉ်တန်းရှိတဲ့သောတာပန်လို့ပြောတဲ့ပုဂ္ဂိုလ်ဟာအင်္ဂါ၄ချက်နဲ့ညီတယ်တဲ့ဖယားတရားတန်ခါ၅ပါးသီလအဲ့၄ချက်ကိုအသက်နဲ့လည်းယုံကြည်အဲ့ပုဂ္ဂိုလ်သောတာပန်လို့မှတ်ဘာလို့မှတ်အဲ့လိုဖယားတရားတန်ခါနဲ့၅ပါးသီလကိုအသက်နဲ့လည်းယုံကြည်တဲ့ပုဂ္ဂိုလ်ဟာဆန္ဒရှိရင်ဒါဘုရားကိုယ်တိုင်အတိုင်းပါဠိတော်မှာဟောတာပါပြောချင်တဲ့ဆန္ဒရှိရင်ပြောလိုက်စမ်းပါတဲ့ငါဟာသောတာပန်ငါသိရင်ဘယ်တော့မှအပေမကြဘူးလို့ရဲရဲဝင်ပြောလိုက်ပါတဲ့ဘယ်တော့မှအပေမကြပါဘူးတခြားဓာတ်တွေပရမတ်တွေရုပ်ဉာဏ်တွေမသိနေအောင်ဖယားတရားတန်ခါသီလဒီလေးချက်ညီရင်ဘာလို့ခေါ်လဲသောတာပန်ဒါဖယားပေးတဲ့အာမခံချက်အဲ့ဒါတော့အကျိုးကြီးပါတယ်ပြည့်တဲ့သူဖယားတရားတန်ခါကိုးကွယ်ရတဲ့အကျိုးနော်အခုကြည့်တလထော်လေးကအဲ့ဒီလိုသောတာပန်အင်္ဂါစုံနေသူကဒီတော့သူဒီမ
ကြောက်ဘူးပေါ့ဗျာတခါတည်းအကုန်ဆဲနောက်ရေတွေတက်ပဲပြီးတော့အိမ်နဲ့ပင့်ကိုးွယ်တယ်အဲ့ဒီမှာတင်သူ့ဘယင်းရဲ့အထောက်တော်များကတရင်ပြီးတော့သိသွားတော့ခါတော့တာတလတော်လာဖမ်းရောလာဖမ်းလည်းမကြောက်ပါဘူးတရဏဂုံနဲ့သေမယ်တဲ့ဘာနဲ့သေမှာတဲ့လိုက်သွားတယ်ဗျမျက်နှာလေးကိုရှင်လာတစ်ချက်မညှို့သေပါစီတဲ့ငါတရဏဂုံနဲ့သေမှာတဲ့မေတ္တာပို့သွားသေးတယ်ငါ့ကိုတတ်မဲ့ဆင်းကြီးရောငါ့ကိုတတ်ခိုင်းတဲ့ဘယင်းကြီးရောစိတ်ချမ်းသာကိုချမ်းသာပါစေလို့မေတ္တာတစ်ချိန်ပို့လိုက်ဘောဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃာတရဏံကိစ္ဆာမတရဏကိုဆောက်တည်လိုက်မေတ္တာတရဏဂုံနဲ့နှစ်ခုပွားရင်းနဲ့ပါတော့အဲ့တော့ဒီနေရာမှာအခုခေတ်ပုဂ္ဂိုလ်များမကြားဘူးတော့ဆင်နဲ့တက်တဲ့နေနဲ့ပြောပြပါမယ်ဒါကစာဖိုင်တော့မကြားဘူးခုခေတ်မှာတော့မရှိတော့ဘူးအရင်တော့ဗကံခေတ်မှာဦးဇင်းဥဇနာမင်းလက်ထက်မှာဆင်နဲ့တက်ပုံတစ်ခုဖတ်လိုက်ရပါတယ်ဥဇနာမင်းရဲ့သားတော်တိဟသူကသားကြီးနရတယပရိကသားငယ်အဲ့တရားသူကသားကြီးကအေရှင်မင်းသားဘဝတုန်းကရာဇသင်္ညာဆိုတဲ့အမတ်ကြီးကဘိန်းကိုခါစားနေတဲ့အချိန်မှာသူကဒီတရားသူကလမ်းပြတ်သွားတဲ့အခါမှာရာဇသင်္ညာအမတ်ကြီးရဲ့လက်ပေါ့ဗျာလက်မှာဝတ်ထားတဲ့အင်ကြီးသားရဲ့ဘေးနှံကျနေတော့မင်းသားလာတာမမြင်တော့ဖယ်မပေးမိအဲ့ဒါဖယ်မပေးရကောင်းလားဆိုပြီးတော့တရားသူကသူ့ရဲ့ဖိုးလောက်ရှိတဲ့ရာဇသင်္ညာအမတ်ကြီးရဲ့လက်ပေါ်ကိုအင်ကြီးလက်ပေါ်ကိုကွန်းတို့တွေထွေးချပလိုက်တယ်စော်ကားတာလို့ခေါ်ပါတယ်မာနပေါ့ဗျာဒီအဲ့ဒီမာနသူ့ကိုအသေးဆုံးနဲ့တေအောင်တတ်လိမ့်မယ်ဒါတဲ့ညကရန်ညိုးဖွဲ့တယ်ဒီစံဒီမင်းသားအေရှင်မင်းသားရှိတယ်ငါစော်ကားတယ်အေးတင်းတစ်ချိန်တော့သိရမယ်နောက်ဒီဟာသူလည်းနန်းတက်ရောကျန်တဲ့တက်တွေသူကစီးယုံပြီးတော့သူ့ကိုကွန်းစည်းထုတ်တဲ့အင်ကြီးထုတ်ပြတွေ့လားတဲ့ဒီဟာသူဟာအေရှင်မင်းသားလက်ထက်ကလေးငါလို့သူ့အဖိုးတော်ရှိတဲ့အမကြီးကိုတောင်းမှသူဟာကွန်းစည်းနဲ့ထွေးပြီးတော့စော်ကားတယ်မင်းတို့ဆိုကိုစော်ကားမှဒီတော့သူ့ကိုတက်ကြဆိုအားလုံးကသဘောတူပါတယ်အဲ့မှာတင်ဒီဟာသူကိုတော်ထဲမှာဆင်းပြပေါ်နေတယ်ဆိုလိန်ခေါ်လိုက်တော့သူလာတော့အမှန်တန်အသာလေးဖမ်းပြီးတော့ဆင်းနဲ့တက်ခန်းလိုက်ပါတယ်လေးကျင်တဲ့ဆင်းကဘလို့တတ်တယ်လဲဆိုရင်အဲ့ဒီသေဟသူကိုအခန်းထဲမှာလှက်ပတ်ပြည့်နေတဲ့သေဟသူတခါတဲ့နှာမောင်းနဲ့ပတ်ပြီးတော့ဖမ်းလိုက်တယ်ပြီးတဲ့အခါမှာမြေပြင်မှာပက်လက်လန်ပြီးတော့ချလိုက်ပါတယ်ချပြီးတဲ့အခါမှာမလှုပ်နိုင်အောင်လက်ကလေးနဲ့အသာလေးဖိထားတယ်မတက်ဘူးသူကတန့်နင်းသေးလက်တက်လိုက်လို့ရှိရင်သေမဲ့ပုဂ္ဂိုလ်ဟာဆင်းရဲတဲ့ဝေဒနာကိုခဏလေးခံစားမှစိုးလို့ချက်ချင်းမတတ်ရဘူးသိအောင်မနှင်းရဘူးခဏသာလေးပဲဖိထားတယ်မလှုပ်နိုင်ဘူးလေပေါ့ပြီးတော့ရက်ကန်နဲ့အော်ဟစ်နေတဲ့သေဟသူရဲ့လက်တွေခြေတွေတစ်ချောင်းကြီးနှံမောင်းနဲ့ပတ်ဖြုတ်ပလိုက်တာဘလောက်နားလိုက်မလဲလို့အရက်ဆက်ဆုံးတန်ပြီးပါပဲလက်တွေခြေတွေလေးဘက်လုံးကုန်းမှာခေါင်းမှာဖြုတ်ပလိုက်တာပြီးမှကြည့်အောင်နင်းပလိုက်တာအဲ့ဒါဆင်းရဲတန်ပြီးကုတလတော်အဲ့ဒီတိုင်တတ်မှာပါရောက်ပြီတဲ့ဘယင်းနဲ့တကွဟောတော့ဘာသာကြအမှတ်တရဝမ်းသာအားရဝမ်းကြည့်နေကြတယ်ပေါ့ဆင်းကြီးခေါ်လာတယ်ဒီအချိန်မှာတလတော်ရဲ့နောက်မှာအားကိုးစရာဆိုလို့ယတနာ၃ပါးပဲရှိပါတယ်တလတော်ကတော့လေဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိတရဏဂုံပဲဆောက်တည်အနားလည်းရောက်ရောဗျာဆင်းကြီးခါတဲ့ကြည်ခင်းနဲ့အော်ရက်ပြီးတော့ထွက်ပြေးတာလားကမလားတော့ကိုင်းဆင်းနင်းရဲ့လားတခြားအစွမ်းလားတရဏဂုံရဲ့အစွမ်းလားတရဏဂုံရဲ့အစွမ်းဘင်းကမသိဘူးမင်းတို့ဆင်းရတာလူမြင်ကြောက်လို့နေမှာဟဲ့ကောင်လေအဲ့ဒီကောင်မကိုဖြာနေဖုံးလိုက်စမ်းဖြာနေဖုံးပြီးတော့နောက်တစ်ကောင်ခေါ်ခဲ့နောက်တစ်ကောင်လာတယ်တရဏဂုံဆောက်တီးပွားများနေတဲ့တလတော်နန်းလေရောက်ရောဆင်းရလှဲ့ပြေးပြန်တယ်နင်းရဲ့လားပြေးပြန်ပြီတခြားစွမ်းလားတရဏဂုံရဲ့အစွမ်းလားဇောင်းထဲကလူတက်ဖို့တင်ထားတဲ့ဆင်းနေအကုန်ကုန်ပြီးတကောင်မနေရဘူးဘယင်ရောအမတ်တွေချွေးတွေပြန်ကုန်တယ်ဟာတက်လို့မရပါလားအမတ်တွေကဒီကောင်မှမသေးလို့မဖြစ်ဘူးဒီကောင်မှမသိရင်ဗုဒ္ဓဘာသာတွေပြန်ပြီးတော့ဗုဒ္ဓဘာသာဖြစ်ကုန်လိမ့်မယ်ဒီတော့ငါတို့ဘယင်ကိုလာတန်ဒီပြောင်းတက်ခိုင်းကြစို့ဘယင်ထိုင်ရောက်အရှင်မင်းကြီးဒီတလတော်ဟာစုံးမဖြစ်ပါလိမ့်မယ်ရှင်မင်းကြီးစုံးမများအရှင်မင်းကြီးဒီလိုတက်လို့မရပါဘူးမီးရှို့တက်ရပါတယ်ဟောသွားလို့ပြန်အောင်အေးဒါဆိုမီးရှို့တက်စီတခါတည်းချင်းပုံကြီးပြင်းမီးတွေတောက်လောင်အောင်ရှုပ်မီးတွေလည်းအားကောင်းကြရောတရဏဂုံပွားများနေတဲ့ဆောက်တည်နေတဲ့တလတော်ကိုမိဘုံပေါ်တင်လိုက်ကြသည်မိဘုံပေါ်လည်းရောက်မိတွေအကုန်ငြိမ်တလတော်ရဲ့အသားရည်အသာထားမွေးကြီးတမိန်တော်မီးမလောင်တခြားအစွမ်းလားတရဏဂုံရဲ့အစွမ်းလားဘင်းရမတိဟာမင်းတို့ကောင်းနေတာမီးအားမကောက်လို့နောက်ထပ်ပြီးတော့တိကျက်များအောင်အားကောင်းမီးတွေဖိုးစမ်းဒုတိယအကြိမ်မီးတွေဖိုးကြမီးတွေအားကောင်းလက်ထောက်သွားပြီးတော့တင်းမီးတွေငြိမ်ပြန်တယ်၃ချိန်တောင်ငြိမ်တော့သူတို့လက်လျှော့ရပြန်ဟာဒီကောင်မမီးနဲ့လည်းမသေးပါလား
မတိလို့မဖြစ်ဘူးတေအောင်တလိမ့်မယ်။ကိုင်သူ့မြေမြုပ်တတ်ကြစို့မြေကြီးတူအတွင်းနဲ့ဒလထော်ချမြေတွေဖို့ကန်ကြီးကြတော့မှဘယင်ကဒလထော်ကိုအခွင့်အရေးတစ်ခုပေးတယ်။ကျင်းတဲ့ခဏလာရက်ပြီးတော့သူလည်းအံ့ဩနေပြီလေဘယင်ကိုယ်တိုင်လဲဒလထော်တဲ့ဟောဒီဟန်တော်တပြည်လုံးမှာဗုဒ္ဓဘာသာကိုယ်ကိုယ်တိုင်နင်တယောက်ပဲရှိတော့တယ်။အကုန်လုံးဗျမနဘာသာဝင်တွေဖြစ်ကုန်ပြီ။နင်တော်ကောင်းပါတာပဲ။အဲ့တော့နင်တို့အားကိုးတဲ့ဗုဒ္ဓဆင်းတို့တွေဘယ်လောက်စွမ်းတော့ငါသိကျင်တယ်။ဒီလိုလို့ဟေးမှာခုဗုဒ္ဓဆင်းတော်ရှိစုရှိတယ်လို့ငါကြားတယ်။အဲ့ဒီဆင်းတော်တွေကိုသင်ကောင်းဝင်ရနေပြီးတော့ငါနန်းတော်တဲ့ကြွလာအောင်သင်ပင့်ပေးနိုင်မလား။အဲ့လိုပင့်ပေးနိုင်ရင်သင်ကိုသေပေးကလည်းလွတ်မယ်။ငါနဲ့တကွတိုင်းလူပြည်သားအားလုံးဗုဒ္ဓဘာသာပြန်ကိုးကွယ်မယ်ဆိုတော့ဒလထောကရဲဝင့်မော့ကြည့်ပြီးတော့အရှင်မင်းကြီးမင်းမာသစ္စာလူမာဂတိအရှင်မင်းကြီးရဲ့သစ္စာသာတီးပါစေကျွန်တော်မျိုးကရအောင်ပင့်ပါမယ်ကျွန်တော်မျိုးမရဲ့လက်ကကျိုးတွေကိုသာဖြည့်ပေးပါတဲ့မှာကျိုးတွေဖြည့်ပေးတော့မှဒလထောယောဂီတို့သစ္စာပြုပါတယ်ဗုဒ္ဓဂုဏောအနန္တောဓမ္မဂုဏောအနန္တောသံဃဂုဏောအနန္တောဘုရားတရားသံဃာ၏ဂုဏ်တော်ကျေးဇူးတော်သည်မရေနိုင်မတော်နိုင်မြတ်သားလာပါသည်ဖေယတပြီတော်မာတိဖေယတရားသံဃာကိုအသက်နဲ့လဲပြီးတော့ကိုယ်ခွဲပါသည်ဖေယဤစကားတွေမှန်ကန်ပါ၏ဤမှန်ကန်သောသစ္စာ၏အာနုဘောကြအောင်၎င်းဖေယတရားသံဃာယတနာသုံးပါ၏တကုတေသောအာနုဘောကြအောင်၎င်းအာယူမနေကြတဲ့စိတ်ဓာတ်ပြင်းတဲ့ကွာတန်တိပိသအလို့အာယူမရတဲ့ခြင်းက၎င်းဒီလိုတော့မှအခန်းထဲမှာကိုယ်ခွဲထားတဲ့ဗုဒ္ဓဆင်းတော်ရှိသူတို့သည်ကောင်းဝင်ခီကဇန်ရင်စီပြီးတော့တိဋ္ဌဘယင်းနန်းတော်ထဲမှာကြွလာပါစေသာမြတ်စွာဘုရားသစ္စာရဲ့အစွမ်းရောယတနာသုံးပါးအစွမ်းနှစ်ခုပေါင်းပြီးတော့တလတော်ရဲ့အခန်းထဲကဆင်းတော်ရှိသူတို့ဟာပြည်တော်များတကယ်ကိုကြွလာပါတယ်ဒါပြည်တော်များဒန္တာယီမဟုတ်ဘူးနော်ဒန္တာယီမဟုတ်ဘူးအင်္ဂလိပ်လူမျိုးကြီးဟာဘေးကိုယ်တိုင်အင်္ဂလိပ်စာနဲ့မှတ်တမ်းတင်ခဲ့တဲ့တကယ်ဖြစ်ရတခုအဲ့ဒါခါလေကောင်းကင်ကနေကြွလာတော့ခါနေရလဲထိုးချီအောင်နေလို့ဝင်းပြောင်လို့ကြီးယူတာကောင်းတော့ပေါ့လေတိုက်နေပြီးတော့အလုံးအော်တော်နဲ့လာဖူးကြတာပေါ့လာကြဟေးတလတော်ပင့်တာသစ္စာနဲ့ပင့်တာဗုဒ္ဓဆင်းတော်ကြီးကြွလာပြီတဲ့ဆိုတော့အလုံးဝိုင်းဖူးကြဒီထဲမှာတိဋ္ဌဘင်ကြီးလည်းပဲမနေနိုင်တော့ပါဘူးလက်ဥချီပြီးတော့ဖူးပါပြီဖူးရင်နဲ့မြေရေးတိတဲ့ဓာတ်ပေါက်ကျလာတဲ့ရှင်မင်းဘင်ကြီးငါမှားချင်းမှားလေစွာကြည်စမ်းပါဦးအတ္တမရှိတဲ့အဝိညာဏကဗုဒ္ဓဆင်းတော်တွေတောင်းမှဒီလောက်တကူကြီးမှရင်တတ်တော်ထင်ရှားဘုရားမြတ်ဆိုရင်ဘလောင်မြတ်တကူကြီးမှလိုက်မလဲတော်ပါစေငါဒီမင်းကလေးကြီးစုကြောင့်အမှန်တရားပဲပြီလို့အဲ့ဒီမှာနေတဲ့ခါတဲ့ဆင်းတော်တွေကလည်းတတ်ပဲသွားပေါ့လေဘုရားကလည်းအကုန်ပြည့်စင်ကိုယ်ွယ်ပြီးတော့တလားထောလည်းပဲဒီကြီးကိုယ်တိုင်မြေတင်းကထုတ်ဖော်ဖို့တော့ပေါ့လေခါရပေါ်တင်ပြီးတော့ရေမိုးချိုးတရားပေါ့လေအလှပါလေးပြင်ပြီးတော့အပြစ်ကခွန့်လို့သူတောင်းပန်ချပါတယ်ပြီးတော့တလထောကိုလည်းဗတ္တရာဒေဝီဆိုတဲ့အမည်နဲ့မိဘခေါင်းကြီးမြောက်ပါတယ်သူနဲ့တကွာတန်းစီပြီးသားအလုံးလဲဗုဒ္ဓဘာသာအကုန်ပြန်ဝင်ကြပါတယ်သူ့ကိုဘာသာပြောင်းဆွဲဆောင်စည်းရုံးခဲ့တဲ့အမှန်များကိုလည်းပဲတလထောအပ်လိုက်ပါတယ်တလထောတင်ကြတယ်လို့စီရင်မှာတော့သူတို့ကြောင့်ငါမှဘာသာပြောင်းရတာပါပေါ့တလထောကဗုဒ္ဓဘာသာဆိုတော့ကျင်နာတနာပါတယ်ဘာမှမလုပ်ပါဘူးသူ့ကိုတော့ဒေသများကြီးဘာသာကြအမတ်တွေကတလထောတော့သေအောင်နှီးမျိုးစုံနဲ့မတတ်ခိုင်းဘူးလားဟောသူ့လက်ထဲရောက်လာတဲ့ဘာသာကြအမတ်တွေကိုကြတလထောကတတ်ကြလားအေးအဲ့ဒါဗုဒ္ဓဘာသာနဲ့တခြားဘာသာနဲ့ကွာခြားမှုဘုရားတို့ဗုဒ္ဓဘာသာယောဂီများအခုဆိုနှစ်ပေါင်း2548နှစ်ရှိပါပြီဘယ်နှစ်ရှိပြီလဲအဲ့ဒီ2548နှစ်သာသနာရဲ့ဗုဒ္ဓသာသနာသက်တမ်းတစ်လျှောက်မှာလေလုံးဝတွေးမစွန့်ဘူးပါဘူးအဲ့ဒါလောက်တန်ရှင်းတဲ့ဘာသာတစ်ခုပါဘယ်တော့မှတွေးမစွန့်ခဲ့တဲ့ဘာသာကိုလက်ညှိုးထိုးပြပါဆိုရင်ဗုဒ္ဓဘာသာကိုလက်ညှိုးထိုးပြပါတယ်ဒါဟာဦးဇင်းတို့ကိုယ့်ဘက်ကိုယ့်ရဲ့ပြောတာမဟုတ်ပါဘူးကမ္ဘာပညာရှင်များရေးတဲ့စာတွေအများကြီးရှိတယ်ဖတ်ကြည့်ကြပါတမိုင်းကြောင့်လည်းပြန်ကြည့်ပါဗုဒ္ဓဘာသာဘယ်တော့မှတွေးစွန့်မခံခဲ့ပါဘူးသူတို့ကိုတလားထော်သည်တခါတည်းအဲ့ဒါတန်းပြည်ကနေပြီးတော့ပဲနှင်ထုတ်လိုက်ပါတယ်မင်းတို့နဲ့ပတ်သက်တဲ့နိုင်ငံသားသွားကြပြီးတော့ပေါ့သူတို့လည်းထွက်သွားကြတော့တန်းပြည်လုံးဗုဒ္ဓဘာသာပြန်ဖြစ်သွားပါတယ်အဲ့တော့အခုရောတဲ့တမိုင်းကြောင့်ရဲ့အထောက်အထားတစ်ခုပြရင်ယောဂီများဘကိုးသွားဖျားဘူးတဲ့အခါမှာရွှေသားလုံးဖျားကြီးမရှိဘူးလားရှိပါတယ်ဗျာအေးအဲ့ဒါလည်းပဲဒါတလားထော်တဲတာဖြစ်နိုင်တယ်လို့သူယူဆတယ်ပေါ့အဲ့ဒီရွှေသားလုံးဖျားဝင်ရင်ညာဘက်မှာလည်းပဲတစောင်းကြီးမှာတလထော်တစောင်းလို့ရေးထားပါတယ်ဘယ်လိုရေးထားလဲ
အဲ့ဒါသူ့ကိုဂုဏ်ပြုပြီးတော့ရေးထားတဲ့ဒါတစောင်းကြီးပေါ့နော်သေချာဖူးပါနောက်အခုလည်းပဲမြတာလျောင်းဆိုနောင်တော်ကြီးဖျားတို့ကထပ်ပြီးတော့ဈေးဆင်းနေပြီးထပ်ပေါ်နေပြန်ပါပြီတချို့ပါတယ်ဆိုဘယ်သူတင်မှလည်းမသိပါဘူးဦးဇင်းတော်ထင်တယ်အခုဟောနေတဲ့တလထော်တည်ခဲ့တဲ့ဖျားတွေဆင်းလို့ဖြစ်ပါလိမ့်မယ်နှစ်ပေါင်းထောင်နဲ့ချီကြာခဲ့ပြီဆိုတော့တရားဓမ္မများကြီးဒါမြေကြီးတဲ့ကြတို့ဆိုလည်းတောင်ကြီးပါဖြစ်ပြီးတော့ပျောက်ကွယ်သွားကြတယ်ပေါ့လေအခုတချို့လည်းပြန်တွေ့ပါတယ်အဲ့တော့ယနေ့ဟောကြားတော့တလထော်ရဲ့ဖြစ်ဟာစိတ်ကူးရင်ဒဏ္ဍာရီဖြစ်ရလားတကယ်ဖြစ်ရလားတကယ်ဖြစ်ရပါဗျာပြီးတော့တရားဓမ္မများကြီးဒါတရားလဲနေကုန်းချုပ်ပါပြီနော်ပြီးတော့တရားနေကုန်းချုပ်မှတရားဓမ္မအတွေးခေါ်ပြီးပြန်ပြီးတော့ပြောချင်လိုက်ပေးလိုက်ချင်တာကတကယ်ဗုဒ္ဓဘာသာဝင်နဲ့မရောလားဗုဒ္ဓဘာသာဟာကွာခြားပါတယ်မရောဗလားဗုဒ္ဓဘာသာဆိုတာဟာအဘိုးဘွားအဖေမေတွေဗုဒ္ဓဘာသာကိုးကွယ်လို့ကိုးကွယ်လိုက်တကယ်မသိပါဘူးတကယ်ဗုဒ္ဓဘာသာဆိုတာအခုလိုတရားဝင်နဲ့ကြုံရင်အခြေမရအောင်ယူပြီးတော့နားတယ်တရားစာလို့များကြုံရင်ကြုံလို့ဖတ်ရှုတယ်မသိရင်မေးမြန်းတယ်ဒါကြောင့်စေတနာသုံးပါးရဲ့အကျိုးတော်တွေတကယ်သိပြီးတော့တကယ်ကြည်ညိုတော့တာကတကယ်ဗုဒ္ဓဘာသာပါပဲအဲ့တော့အားလုံးတကယ်ဗုဒ္ဓဘာသာဖြစ်စေချင်ပါတယ်အဲ့တော့တကယ်ဗုဒ္ဓဘာသာအဖြစ်ကိုပို့ပြီးတော့ယာသက်ပံတရဏဂုံဆောက်ကြည့်ပြီးတော့တကယ်ဗုဒ္ဓဘာသာဝင်နဲ့မယုဖလားဗုဒ္ဓဘာသာဝင်နဲ့တကယ်ဗုဒ္ဓဘာသာဝင်တို့တရားကိုနေကုန်းချုပ်ပေးပါမယ်အားလုံးလက်ဥချပြီးတော့ယာသက်ပံတရဏဂုံဆောက်တည်ကြမယ်ဒီတရဏဂုံဟာယောဂီတို့သေးတဲ့အထိဆွဲမြင်ရမယ့်တရဏဂုံဖြစ်ပါတယ်လိုက်ဆိုကြပါဇီဝိတပရိယန္တံဗုဒ္ဓံတရဏံကိသာမိအတ္တဆုံးသည့်တိုင်အောင်ဘုရားရှင်ကိုကိုယ်ွယ်ရာဟု၍သိကပ်ပါ၏ဇီဝိတပရိယန္တံဓမ္မံတရဏံကိသာမိအတ္တဆုံးသည့်တိုင်အောင်တရားတော်မြတ်ကိုကိုယ်ွယ်ရာဟု၍သိကပ်ပါ၏ဇီဝိတပရိယန္တံသံဃံတရဏံကိသာမိအတ္တဆုံးသည့်တိုင်အောင်သံဃာတော်အရှင်မြတ်တို့ကိုကိုယ်ွယ်ရာဟု၍သိကပ်ပါ၏ဧတံခောတရဏံခေမံဧတံတရဏမௌဓမံဧတံတရဏမာကမ္မသဗ္ဗဒုက္ခဗမုစရိဧတံဘယတရားသံဃာဥသုံးမအစုံမြတ်တရဏဂုံသည်ခောစနေကံမသွေမှန်သည်ဖြင့်ခေမံဒုက္ခခတေကုံညစ်စေနိုင်သောတရဏံကိုယ်ွယ်ပေါ်လေလျောင်းပေါ်ရမြတ်တနာတိဟောတိမုတ်ချပုံသည်ဖြစ်ရလေတော့၏ဧတံဘယတရားသံဃာဥသုံးမအစုံမြတ်တရဏဂုံသည်ဩဒ္ဓမံမြတ်လာတိုင်းရှုံမြတ်ဆုံးဖြစ်ပေသောတရဏံကိုယ်ွယ်ပေါ်လေလျောင်းပေါ်ရမြတ်တနာတိဟောတိမုတ်ချပုံသည်ဖြစ်ရလေတော့၏ဧတံတရဏံယရဏသုံးပါးအာထပြစိကကိုယ်ွယ်ခြင်းကိုအာဂမ္မအကြောင်းတို့အစွဲပြု၍သဗ္ဗဒုက္ခအဘေပိနိဩဘိတဗျာနာဘိတတွေသေဘိတမျိုးဆိုးဆိုးဝါဝါများပြဒုက္ခဟူသည်များမှာသမုတ်စရိပမုတ်စံတိကင်းစဉ်လွတ်မြောက်ဘေးတွေပြောက်၍နိဗ္ဗာန်သို့ဆက်ရောက်နိုင်ရလေကုန်တည်းတရားနာပြည့်တော်ပေါင်းသူတော်ကောင်းအလုံးယနေ့ကစပြီးတော့ဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ကိုယ်စိတ်နှဖျားချမ်းသာကြပါစေကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေ